အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ reading လေးကတော့2026 January လအတွက်ကြည့်ပေးသွားမှာဖြစ်ပါတယ်2026 January လရဲ့မှာဘာတွေကြုံတွေ့ရမလဲဘလို့အဖြစ်ပြက်လေးတွေမျှော်လင့်ထားလို့ရလဲဘလို့အကြောင်းအရာလေးတွေမျှော်လင့်ထားလို့ရလဲအဲ့ဒါမျိုးလေးကြည့်ပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးဖိုင်လေးရွေးဖို့အတွက်ကတ်လေး shuffle လုပ်ပြီးတော့ချလိုက်မယ်โอเคဒါဆိုရင်ဖိုင်လေးရွေးလို့ရပါပြီဖိုင်1ဖိုင်2ဖိုင်3ဖြစ်ပါတယ်ဒါလေးတွေကတော့နှဆွဲလေးတွေသူကတော့ကလစ်ကလေးပေါ့နော်ပုံလေးကိုပဲကြည့်ပြီးတော့ရွေးရပါတယ်ရှင်နှဆွဲတို့ကလစ်တို့အဲ့လိုမျိုးထက်ဒီပုံလေးတွေပေါ့နော်သူ့ရဲ့ပုံစံလေးတွေကိုစိတ်ထဲမှာကိုယ်ဆွဲဆောင်နိုင်တယ်လို့ထင်တဲ့ဟာလေးကိုရွေးလိုက်ရင်ရပြီပေါ့နော်ရွေးပြီးသားပြီလို့ထင်ပါတယ်ဒါဆိုရင်ဖိုင်1လေးရစားပြီးတော့ကြည့်လိုက်ကြမယ်နော်ဖိုင်2နဲ့ဖိုင်3ကိုခဏပြင်မယ်ဒါကဖိုင်3ရဲ့ကတ်ဖိုင်2ရဲ့ကတ်ဖိုင်1ဒါလေးရွေးထားတဲ့အနီရောင်လေးရွေးထားတဲ့ဖိုင်1လေးတွေအတွက်ကိုကြည့်လိုက်မယ်နော် crossroad ဆိုတော့ဖိုင်1လေးတွေကတော့2026ဒီဇင်ဘာထဲမှာရွေးချယ်စရာလေးများမဲ့နှစ်လေးလို့တော့မြင်တယ်ရွေးစရာလေးစဉ်းစားဆုံးဖြတ်စရာလေးတွေများနိုင်တယ်လာလေးလို့တော့တွေ့တယ် crossroad မှာမှသူက S ပါတယ်ဆိုတော့စီးပွားရေးလူမှုရေးအခြေရေးအကြောင်းအရာအမျိုးစုံမှာနှစ်ခုကြားထဲမှာပြများရတာနှစ်ခုတွေကတစ်ခုရွေးချယ်ဖို့အတွက်စဉ်းစားဆုံးဖြတ်ရတာမျိုးတွေရှိနိုင်တယ်ပေါ့နော်DESOLATE desolated truth တချို့တော့ရွေးချယ်မှုလေးတွေကကိုယ့်အတွက်အနေငယ်အထီးကျန်ဆန်နိုင်တာမျိုးလေးကိုဖိုင်1လေးတွေခံစားရနိုင်တယ်ဒီအပင်ကိုကြည့်ရတာအရန်လေးတယောက်တည်းလေးထီးကျန်နေတယ်လို့မြင်တယ် maybe နိုင်ငံရခြားမှာသွားနေရမယ်သူတို့တယောက်တည်းလေး allocate လုပ်ရတာမျိုးပေါ့နော် relocate လုပ်ရတာမျိုးတယောက်တည်းအခြေချနေထိုင်ဖို့စဉ်းစားဆုံးဖြတ်ရတာမျိုးနည်းနည်းလေးအထီးကျန်ဆန်နိုင်တယ်လို့စဉ်းစားရတာမျိုးတွေဖြစ်နိုင်တယ် truth ကိုတွေ့တယ်ယတနာလေးပေါ့နော်ကြီးကန်းပါဇက်ထဲမှာဒီမှာယတနာလေးကိုက်ချီထားတာတွေ့တယ်အဲ့တော့ဖိုင်1လေးတွေစဉ်းစားဆုံးဖြတ်ရမယ်အရာဒီကိုအတွက်အနည်းငယ်အထီးကျန်ဆန်နိုင်တယ်ခုနကပြောတဲ့နိုင်ငံရခြားမှာ relocate လုပ်ရတာမျိုးလည်းဖြစ်နိုင်တယ်တော့မဟုတ်ကိုစဉ်းစားဆုံးဖြတ်လိုက်တဲ့ကိစ္စပေါ့နော် relocate ကိစ္စတစ်ခုလည်းတော့မဟုတ်ဘူးရွေးချယ်လိုက်တဲ့အရာဒီကိုအတွက်အနည်းငယ်အထီးကျန်ဆန်စီမဲ့အရာလို့တော့ကိုတွေးကောင်းတွေးမိနိုင်တယ်တကယ်လည်းနည်းနည်းလေးတော့အချိန်ကာလတစ်ခုထိအထီးကျန်ဆန်တာတော့ဖြစ်နိုင်တယ်ဒါပေမဲ့လည်း truth ယတနာတွေတွေ့တာဖြစ်တဲ့အတွက်အဲ့ဒီရွေးချယ်မှုကကိုယ့်အတွက်လုံးဝယတနာလိုမျိုးဖြစ်တည်မှုဆိုတော့ကောင်းတဲ့ရွေးချယ်မှုပေါ့နော်စစ်မှန်တဲ့အဖို့တန်တဲ့ရွေးချယ်မှုမျိုးတော့ဖြစ်ပါလိမ့်မယ်တဲ့အထီးကျန်မှာကြောက်ပြီးတော့ရွေးချယ်ရမယ့်အရာကိုမရွေးချယ်ရဲတော့မဖြစ်စေနဲ့ပေါ့နော်နောက်ထပ်တစ်ခါလောက်ထပ်ကြည့်မယ်reverie ကိုအိမ်မက်မှတ်ထားတဲ့ကိုညှော်မှန်းထားတဲ့အရာနဲ့ကိုက်ညီမယ်ဆိုလို့ရှင်အဲ့ဒီဟာကိုလုပ်ကြည့်ပါတဲ့လုပ်ဖြစ်အောင်လုပ်ကြည့်ပါဒီမှာ glint ဆိုတော့နှစ်ယောက်လေးပေါ့နော်မီရှူမီပန်းလေးတွေကြည့်နေရကောင်းကင်မော်ကြည့်နေဖိုင်1လေးတွေဆုံးဖြတ်လိုက်တဲ့ရွေးချယ်လိုက်တဲ့ကိစ္စအချိန်တိုင်းတာတစ်ခုထိတော့အထီးကျန်ဆန်နိုင်တယ်လို့ကျွန်မခုနကပြောလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်တိုင်းတာကြော်သွားရင်တော့အထီးကျန်မဆန်တော့ဘူးကိုယ့်အတွက်တစ်ခုခု meant to be ဖြစ်တဲ့သူ meant to be ဖြစ်တဲ့အရာမျိုးနဲ့ environment တစ်ခု community တစ်ခုနဲ့တွေ့ဆုံလာရဖို့ရှိတယ်ဒါဒီအခြေအနေတစ်ခုလည်းဖြစ်နိုင်တယ်ကိုယ့်အထီးမကျန်အောင်ထားပေးမယ်မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းမိသားစုတွေပါအတူတူနေရတာမျိုးပေါ့နော်အဲ့ဒါမျိုးလည်းဖြစ်နိုင်တယ်ဒီဆိုလိတ်ကတ်ကတော့သူကနည်းနည်းအထီးကျန်တယ်ဒီမှာကျတော့အတွဲလေး couple လေးဆိုတော့ maybe mostly များသောအားဖြင့်ဖြစ်နိုင်တာကတော့ romantic connection လေးကိုဘဝထဲဝင်လာတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ကိုနဲ့တစုံတစ်ယောက်နဲ့ဖူးစာဆုံးရတာအချိန်ကြီးကြာကြီးတူတူ
ဘဝရဲ့ adventure လေးတွေကိုခံစားရတာမျိုးဖြစ်နိုင်တယ်မရောက်ဘူးတဲ့နေရာတွေအဲ့လိုကဘာအနှံ့ခရီးသွားတာဒါလေရင်နဲ့ခရီးသွားတဲ့ vibe မျိုးကိုခံစားမိတဲ့အတွက်အဲ့လိုပြောလိုက်တာပေါ့နော်အဲ့တော့ရွေးချယ်စရာလေးတွေများမယ်ရွေးချယ်မှုဒီကိုယ့်အတွက်အနေငယ်အထီးကျန်စရာတော့ချိန်ကာလတစ်ခုထိဖြစ်နိုင်တယ်ဒါပေမဲ့လည်းအဖိုးထိုက်တန်တဲ့ရွေးချယ်မှုမျိုးနောက်တစ်ချိန်မှာကိုယ့်အတွက်ရန်နာလို့ကိုခံစားရစီမဲ့မှန်ကန်တဲ့ရွေးချယ်မှုမျိုးကိုတော့လုပ်ဖြစ်လိမ့်မယ်လုံးမိလိမ့်မယ်ပေါ့နော်အဲ့ဒီရွေးချယ်မှုမှာအထီးကျန်ဆန်ခြင်းလေးတွေပါတတ်တယ်ချိန်ကြာကြီးတော့အထီးကျန်ဆန်နေမှာမဟုတ်ဘူးချိန်ကာလတစ်ခုကျော်သွားပြီဆိုတာနဲ့ကိုယ့်အတွက် man to be ဖြစ်တဲ့သူကိုယ့်အတွက်တကယ်ထိုက်တန်တဲ့သူကိုယ်နဲ့ energy level ကိုက်ညီတဲ့သူဘဝထဲဝင်လာလိမ့်မယ်သူနဲ့အတူတူဘဝရဲ့ adventure လေးတွေကိုဆက်လက်ပြီးတော့ခံစားရတာအတူတူသွားရတာမျိုးလေးတွေဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုလေးတွေ့တယ်အဲ့တော့ oracle ကတ်လေးကြည့်တာတော့ပြီးသွားပြီဆိုတော့ tarot ကတ်လေးနည်းနည်းဆက်ကြည့်မယ်ခုနကပြောထားတာက oracle မှာရတဲ့ energy လေးကိုပြောလိုက်တာပေါ့နော်ပြီးတော့တကယ်လို့များအခြေစိတ်မဝင်စားဘူးအခြေကိုလုံးဝမစင်စားတော့ဘူးလို့စဉ်းစားဆုံးဖြတ်ထားတဲ့သူတွေအခြေနဲ့ပတ်သက်ရင်လာကြမရှိဘူးကိုလည်းစိတ်လာခဲ့ရင်လည်းကိုစိတ်မဝင်စားဘူးပေါ့နော်အဲ့လိုလူတွေအတွက်ကကြတော့ကိုအတွက်အထီးကျန်မဆန်စီမဲ့ community လေးတစ်ခုနဲ့စုံတွေ့ရတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်မိကောင်းဆွေကောင်းတွေရရှိတာစကားလက်ဆောင်ပြောလို့ကောင်းတဲ့တငယ်ချင်းအပေါင်းအသင်းတွေရရှိတာ community တစ်ခုရရှိတာမျိုးတွေဖြစ်နိုင်တယ် Oh two of cups two of cups ကတော့အခြေ energy တွေ့ရတာပေါ့နော်ဒီကတ်ထဲမှာလည်းစုံတွဲလေးဆိုတော့တချို့ဒီလင်ပတ်စံရှိတဲ့သူတွေအတွက်ကလေကိုရွေးချယ်လိုက်တဲ့ရွေးချယ်မှုကခဏတစ်ဖြုတ်တော့အထီးကျန်နိုင်တယ်ပြီးကြရင်တော့အထီးမကျန်တော့ဘူးဆိုတော့လေ maybe ဖြစ်နိုင်တာနောက်ကြရင်နှစ်ယောက်အတူတူနေရမယ့်ဘဝတစ်ခုဖြစ်လာတာမျိုးဖြစ်နိုင်တယ်လက်တလောတော့တစ်ယောက်တည်းဖြစ်သွားမယ်ပြီးရင်နှစ်ယောက်အတူတူနေရတာဖြစ်နိုင်တယ်ပေါ့နော်ဒါဒီလင်ပတ်စံရှိတဲ့သူတွေဒီလင်ပတ်စံမရှိဘူး single လေးတွေအတွက်ကတော့ two of cups ဖြစ်တဲ့အတွက်လေကိုဘဝကိုပို့ပြီးတော့တိုးတက်စေမဲ့သူနဲ့ဆိုလို့ရှိရင်ကိုကပျော်ရွှင်ရတဲ့သူစိတ်ချမ်းမြေ့ရတဲ့သူကိုအပြေက emotionally support ပေးတာပေါ့နော်ကိုဘဝတိုးတက်ရေးအောင်မြင်ရေးအဲ့ဒါကတော့ကိုယ်တိုင်လုံးမှာပဲဖြစ်မှာဒါပေမဲ့လည်း तू က supportive ဖြစ်တာဒါလေးလုံးမယ်လို့ပြောလိုက်လှုပ်ချိလိုက်ကောင်းတယ်နေလုံးနိုင်မှာသိကြတယ်ဒါလို့ဖို့အတွက်လိုအပ်တဲ့ knowledge တို့ဘာတွေစူးစမ်းရမလဲအဲ့ဒါကိုသူတို့ sharing လုပ်ပေးတာပေါ့နော်ဘဝရဲ့တင့်တော်တဲ့ကောင်းမွန်တဲ့အဖော်မွန်တယောက်ကိုရတာမျိုးဖြစ်နိုင်တယ်သူ့ကိုလည်းကိုကအကျိုးပြုတယ်ကိုကိုလည်းသူကအကျိုးပြုတယ်ပေါ့နော် two of cups ကတယောက်မှလစ်ဟာနေတဲ့လိုအပ်ချက်လေးကိုနောက်တစ်ယောက်ကဖြည့်ဆည်းပေးတာမျိုးပေါ့နော်ကိုခွက်ထဲမှာရှိတဲ့ရေကအပြည့်ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့သူ့ရဲ့ကိုလည်းကိုမှရှိတဲ့လောက်ကိုမျှပြီးတော့ပေးတယ်ဆိုတဲ့ energy မျိုးကိုမှရှိနေတဲ့ confidence တို့ဒီချစ်ချင်းမြတ်တာတို့ကအရန်ကြီးလုံလောက်နေတာလောက်ငှနေတာဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့လည်းကိုမှရှိတဲ့လောက်ကိုသူ့ပေါ်မှာမျှဝေပေးချင်တာ sharing လုပ်ပေးချင်တာသူ့ကိုလည်းစေနာရှိတာမြတ်တာရှိတာအဲ့ဒါမျိုးအပြန်လန်မြတ်တာရှိတယ်အပြန်လန်စေနာရှိတယ်အပြန်လန်ကောင်းစေခြင်းတယ်ဆိုတဲ့သူမျိုးကိုဘဝကိုရဲ့ဆိုးကိုပို့ပြီးတော့မှစိတ်ချမ်းသာစေမယ်ကိုရဲ့စိတ်ဝိညာဉ်လေးကိုပို့ပြီးစိတ်ချမ်းသာစေမယ်အကောင်းမြင်တဲ့နီလန်နဲ့ရင့်ကျက်သွားစေမယ်လူတယောက်နဲ့စုံစည်းရဖို့ရှိတယ်ပေါ့နော်ဆိုးမိန်နဲ့တွေ့ရဖို့ရှိတယ်ဆိုတာလေးကိုပြောထားတယ် Ace of Pentacles ဇန်နဝါရီလမှာအလောက်ကိုင်အလောက်ကိုင်အခွင့်အလမ်းအသစ်ကလေးလည်းကြုံလာရနိုင်တယ် Ace of Pentacles ဆိုတော့ department ပြောင်းတာတို့ယာရုပြောင်းတာတို့လည်းဖြစ်နိုင်တယ်ငွေရလမ်းကြောင်းအသစ်ကလေးတွေပေါ်လာတာမျိုးလည်းဖြစ်နိုင်တယ်အဓိကတော့ Ace ကအသစ်ဆန်းဖြစ်တဲ့အတွက်အလောက်ကိုင်ငွေရေးကြီးနဲ့ပတ်သက်ရင်တော့ကိုတာဝန်မယူဘူးတာကိုမလုပ်ဘူးတာမျိုးလေးတွေအသစ်ဆန်းလေးတွေပေါ့နော်လုပ်ငန်းအသစ် department အသစ်အဲ့ဒါမျိုးယာရုအသစ်အဲ့ဒါမျိုးလုပ်ရဖို့ရှိတယ်လို့တော့တွေ့တယ်Oh Ace of Cups အချီတော်တော်လေးကန်ကောင်းတယ်เนาะ Two of Cups တွေရော Ace of Cups တွေရောဖိုင်ဝမ်းလေးခုနကကျွန်မပြောလိုက်တယ်ဒီ Two of Cups မှာတော့လေကိုခွက်ထဲမှာရှိတာ哦ကိုမှရှိတာကအခွက်ကအပြည့်ဟုတ်ချင်မှဟုတ်မယ်ဆိုတာလေအဲ့ဒါအမှန်တော့သဘောပေါက်မယ်လို့တော့ထင်တယ်ပေါ့နော်ကိုမှရှိတဲ့မြစ်တာတို့ကိုမှရှိတဲ့ something ဘာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီကအပြည့်အဝ 100% ရှိတာဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့သူများတဲ့ကိုအနှမျောမရှိကိုမှရှိတဲ့လောက်လေးကို sharing လုပ်ပေးချင်တာမျှပေးချင်တာဆိုတော့မြစ်တာလေးပေါ့နော်ဒီမှာလည်းဒီလောင်းချပေးနေတာဒီခွက်ထဲကိုဒီခွက်ထဲရအရှိကိုလောင်းချပေးနေတာဒီမှာပြေးရှံနေပြီဒီမှာသူ့ထဲမှာဘယ်လောက်မှတော့မရှိတော့လက်ကလေးကကင်ပြီးတော့လောင်းချပေးနေတာပေါ့နော်အဲ့ဒါ
သူ့မှာရှိတဲ့အရာကိုကိုယ့်ပေါ်မှာမှန်တယ်မျောစတဲ့ကိုသူ့ရဲ့အချစ်တွေကို sharing လုပ်ပေးခြင်းနဲ့သူကိုကလည်းသူ့ပေါ်မှာအဲ့လိုပဲအချစ်တွေအပြည့် sharing လုပ်ပေးခြင်းတာကိုယ်တိုင်ကအရန်ကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့ inner soul inner child လေးကအရန်ကိုတန်ရာတွေကင်းစင်နေတာတို့အရန် mature ဖြစ်နေတာတို့အဲ့ဒါမျိုးဟုတ်ချင်မှတော့ဟုတ်မယ်ဒါပေမဲ့ကိုယ်မှာရှိတဲ့လောက်လေးနဲ့သူ့ကိုပြည့်စုံအောင်ချစ်ပေးခြင်းတာပြည့်စုံအောင်ထားပေးခြင်းတာကိုဆိုတဲ့ဖြစ်တည်မှုလေးကသူ့အတွက်အေဂျင့်တဲ့ဟာမျိုးစိတ်လုံခြုံတဲ့အရာမျိုးဖြစ်စေချင်တာပေါ့နော်အဲ့လိုစေနာရှိတဲ့သူမေတ္တာရှိတဲ့သူမျိုးနဲ့အချစ်တွေအများကြီးချစ်ရလိမ့်မယ်ဆိုတာမျိုးလေးကိုတွေ့ရတယ်ပေါ့နော်ဒါ single လေးတွေအတွက်ဒီလင် person ရှိတဲ့သူတွေအတွက်ကတော့ဇန်နဝါရီလထဲမှာအများကြီးအချစ်ခံရတာဖြစ်နိုင်တယ်ကိုလူကကိုပေါ်မှာအများကြီးသစ္စာရှိတာစေတနာရှိတာရရောတာခရူးဆိုင်ပေးတာမျိုးလေးတွေကြုံရနိုင်တယ် Ace of Cups နဲ့ Two of Cups ကအရင်အေးချမ်းတယ်1500မြစ်တာကိုမှ तू ကအဲ့လိုပူလောင်ခြင်းတွေတိတ်မပါဘူးပေါ့နော်အေးချမ်းလေးနဲ့သူ့ကိုကောင်းစေချင်တာသူ့မို့လို့ချစ်တာသူ့မို့လို့ကောင်းတာလေးတွေဖြစ်စေချင်တာအနုတာခံပေးချင်တာအဲ့ဒါမျိုးပေါ့နော်အချစ်ရေးတော်တော်လေးကံကောင်းတယ်အလုပ်ကိုင်စီးပွားရေးလည်းကောင်းပါတယ် Ace of Pentacles ဆိုတော့နောက်တစ်ခါလောက်ဆက်ကြည့်မယ် The Hangman Ace အများကြီးတွေ့တယ် Ace of Wands Oh Knight of Cups base မှာ Knight of Cups လေအချစ်တွေအများကြီးပဲတွေ့တယ်ဖိုင်ဝမ်လေးအတွက်ကဇန်နဝါရီ2026ဇန်နဝါရီကအချစ်တွေအများကြီးရတယ်လမျိုးဖြစ်နိုင်တယ်ရှည်ရည်တအားကန့်ကောင်းနေတာမျိုးတွေဖြစ်နိုင်တယ် The Hangman နဲ့ Ace of Wands ဆိုတော့ something ကိုတကယ်ကို passion ရှိနဲ့လုပ်ချင်တဲ့အရာလေးနဲ့ပတ်သက်ပြီးတော့နှောင့်နှေးကြန့်ကြာတာမျိုးလေးတွေဖြစ်တတ်တယ်တဲ့ဒီຢာနဲ့ပတ်သက်ပြီးအရန်ကိုဆေးအားထက်သန်တာအရန်လိုချင်တာ try ကြည့်ချင်တာတခါမှမ try ဘူးတဲ့အရာမျိုးလေးပေါ့နော်အဲ့ဒါမျိုးနဲ့ပတ်သက်ရင်တော့နည်းနည်းစောင့်ဆိုင်ရတာလေးစိတ်မရှိရခြင်းလေးရှိနေနိုင်တယ်တဲ့ဒီဟန်မန်တိုးလို့တန်းလန်းလေးစောင့်နေရတာနောက်တစ်ခုခံစားမိတဲ့ energy ကဘာလဲဆိုတော့လေ Knight of Cups နဲ့ Ace of Wands ဆိုတော့ချစ်သူရှိတဲ့သူလေးတွေကကိုချစ်သူနဲ့ကိုကနောက်တစ်ဆင့်ကိုအရန်နေတက်ချင်နေပြီသူကလည်းအရန်ချစ်ပေးနေတဲ့အခါကျတော့ propose လုပ်တော့မယ်လို့ကိုကထင်တာပေါ့နော်အဲ့ဒီ proposal လေးရဖို့အတွက်ကိုစောင့်ဆိုင်နေတာ proposal လေးရဖို့အတွက်ကိုကဆေးအားထက်သန်နေတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါက Knight of Cups နဲ့ Ace of Wands ကိုကြည့်ပြီးတော့ပြောလိုက်တာဥမာကိုကသူနဲ့အတူတူရွှေ့ပြောင်းပြီးတော့နေချင်တာပေါ့နော်သူနဲ့တအိမ်နဲ့နေချင်တာတို့ပါတို့အဲ့ဒါမျိုးအဲ့အတွက်ကိုသူ့ဘက်ကစကားစားလာတာဒါမှမဟုတ်သူနဲ့အိမ်အောင်ပြုဖို့အတွက် marriage proposal တို့တချို့ situation တို့ပါလို့ဆိုလို့ရှိရင်လည်း next level သွားဖို့အတွက် proposal ပေါ့နော်အဲ့ဒါမျိုးလေးရလာတော့မယ်လို့ကိုကထင်တဲ့အတွက်စောင့်မျှော်နေတာမျိုးလေးတွေ့ရတယ်ပေါ့နော် okay အဲ့ဒါဆိုရင်အဲ့လိုလူတွေအတွက်ကောဇန်နဝါရီလထဲမှာအဲ့ဒီ proposal လေးရပါလားကြည့်ဇန်နဝါရီလထဲမှာရပါမလားဆိုတော့ proposal ထိတော့မရတော့သေးဘူးထင်တယ် fire or source ဆိုတော့လေဂျားထဲမှာအဖြတ်အနှောက်တွေရှိတယ် Oh 7 of Wands Oh the Chariot 3ကလောက်ကြည့်ပြီးသွားတဲ့အချိန်မှာတော့လကုန်ကန်လေးလောက်မှာရောက်နိုင်တယ်ဆိုတာမျိုးလေးကိုတွေ့တယ်တစ်ဖက်လူကအကိုကိုဂယူးဆိုင်ပေးတာချစ်ပေးတာတွေဒါရှိတာသူ့မှာလည်းသူ့ဟာနဲ့သူလှုပ်ရှားရည်များတွေးစရာတွေများတာရင်ဆိုင်တိုက်ခတ်ရတာတွေများနေတာမျိုးတော့ဖြစ်နိုင်တယ်နည်းနည်းရုန်းကန်ရတာပင်ပန်းတဲ့အနေအထားမျိုးလေးတောင်ဖြစ်နိုင်တယ် Five of Swords 7 of Wands the Chariot ဒါမဲ့လည်းလကုန်ကန်လေးလောက်မှာတော့ဖိုင်ဝမ်လေးလိုချင်တဲ့ proposal ကိုပေးလာမယ်ဆိုတာမျိုးလေးတော့တွေ့ရတယ်ပေါ့နော်နောက်ဆုံးမှထွက်လာတယ် Ten of Pentacles ကမိသားစုကတ်လေးမိသားစုဘဝကိုသွားချင်တာမျိုးကိုကအိမ်အောင်ပြုဖို့အတွက်ဇေယျထက်တန်တဲ့ Ace of Wands ဘဝတလေးတစ်ခုစလိုက်ချင်တယ်ဆိုရင်တော့proposal ရလာမယ်ဆိုတာပူတည်ကြသွားတယ်ပေါ့နော် Ten of Pentacles ဆိုတော့ maybe တစ်ဖက်လူကပြည့်စုံတဲ့အခြေအနေလေးတစ်ခုစဉ်းစားပြီးတော့မှ
သူကပြည့်စုံတဲ့အချိန်လေးတစ်ခုကိုပေးနိုင်ပြီလို့သူယုံကြည်တဲ့အချိန်ကြတော့မှအဲ့ဒီ proposal ကိုလာပေးတာမျိုးဖြစ်နိုင်တယ်ပေါ့နော် single လေးတွေအတွက်ကကြတော့လာကုန်ကန်နီးလောက်မှာလာအစသူနဲ့ဒီ3ဘတ်4ဘတ်လောက်တော့နည်းနည်းဟို flat ကြရဲဆိုတဲ့အနေထားလေးမှရှိနိုင်တယ်ပေါ့နော်အဲ့မှာကိုစိတ်ဝင်စားနေမှန်းသိတဲ့အခါကျတော့သူစီကနေ proposal next level သွားဖို့အတွက် proposal ကိုမျှော်လင့်တာမျိုးလေးတွေဖြစ်နိုင်တယ်လာကုန်ကန်လေးလောက်မှာရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ချစ်သူတွေဖြစ်သွားတယ်ဆိုတာမျိုးလေးဖြစ်နိုင်တယ်သူနဲ့ကိုယ်နဲ့ကြားထဲမှာမတူကွဲပြားမှုတွေကတော့ရှိတယ်အဲ့ဒါတွေကိုရှေ့ဆက်သွားဖို့အတွက်ဆိုရင်အများကြီးညှိနှိုင်းယူရမှာမျိုးလေးကိုတော့တွေ့တယ်701နဲ့5တော့ဆိုကိုကလည်းကိုဖြစ်ချင်တာကိုပြောတယ်သူကလည်းအနိုင်ယူခံရမှာကြောက်တယ်အဲ့လိုဆိုရင်တော့မဖြစ်နိုင်ဘူးရေရှည်အဆင်မပြေနိုင်ဘူးပေါ့နော်သူကလည်းရှော့ပေးချင်တဲ့စိတ်လေးနည်းနည်းရှိမှဖြစ်မယ်ကိုကလည်းကိုပြောချင်တာဆိုပြောတာမျိုးမဟုတ်ဘဲနဲ့တစ်ဖက်လူရဲ့စကားကိုတေချာနားထောင်တတ်ဖို့လိုတယ်အဲ့ဒါဒီလင်ပတ်စံရှိတဲ့သူလေးတွေအတွက်လည်းဒီနှစ်က apply လုပ်လို့ရမယ်လို့ကျွန်မယူဆတယ်ပေါ့နော်5 source ကအနိုင်ယူတာမျိုး701ကကိုပြောချင်တာကိုယုံကြည်ရအတွက်လုံးဝရက်တည်ပြီးတော့တိုက်ခိုက်တာမျိုးညွှန်ပြရတယ်ပေါ့နော်အဲ့တော့ तू ကလည်း तू ယုံကြည်ရပြောကိုကလည်းကိုယုံကြည်ရပြော तू ကလည်းအနိုင်ယူခံရမှာကြောက်ကိုကလည်းအနိုင်ယူခံရမှာကြောက်အဲ့လိုမျိုးဆိုရင်တော့ပြိပခါတွေများပြီးတော့ရှေ့ဆက်မတက်နိုင်တာမျိုးဖြစ်နိုင်တယ်ပေါ့နော် next level မသွားနိုင်တာမျိုးဖြစ်နိုင်တယ်အဲ့တော့ကိုလိုချင်တဲ့ဘဝကသူနဲ့2ယောက်တစ်ဘဝပြပြလဲလဲသွားချင်တာမျိုးဆိုရင်တော့တက်နိုင်ဆုံးဒီတိုင်းယူလို့ရတယ်ပေါ့နော်ဒါဆိုရင်တော့အဆင်ပြေနိုင်တယ် turn off ပန်တကယ်ဆိုတော့မိသားစုဘဝတွေဘာတွေထီတော့သွားဖို့ဖြစ်နိုင်တယ်single လေးတွေအတွက်ကဒီ January လထဲမှာအချစ်တစ်တွေးခဲ့မယ်ဆိုရင်ပေါ့နော်ကျမရဲ့ reading မှန်ခဲ့မယ်ဆိုရင်အချစ်တစ်တွေးခဲ့မယ်ဆိုရင်အဲ့လူနဲ့အိမ်တော်ရေးထီသွားလို့ရတာဖြစ်နိုင်တယ်အိမ်တော်ရေးဘဝကလည်းတာယာတယ်အဆင်ပြေတယ်ပန်တကယ်ဆိုတော့ငွေကြီးလည်းအဆင်ပြေတယ်ပေါ့နော်လက်မထက်ခင်တည်းကအတူတူနေဖို့အိမ်ဝယ်ထားနိုင်တာမျိုးတွေပါဖြစ်နိုင်တယ်ခုနအရှိမ Ace of Pentacles တွေ့လိုက်တယ်ဒီမှာ Ten of Pentacles ဆိုတော့လေ department အသစ်မှာယာတို့အသစ်နဲ့လုပ်ရတာတို့လုပ်ငန်းအသစ်အခုငွေရလမ်းကြောင်းအသစ်လုပ်ရတဲ့သူတွေအတွက်ကကြတော့ Ten of Pentacles အဲ့ဒီစလိုက်တဲ့အစလေးကကိုယ့်အတွက် stability ရေရှည်အတွက် stability ကိုပေးမဲ့အစမျိုးလေးဖြစ်လိမ့်မယ် Ace of Pentacles ကနေ Ten of Pentacles beginning လေးကနေလုံးဝ fully အပြည့်အဝပေါ့နော် completion ဆိုတဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တယ်ငွေကြေးနဲ့ပတ်သက်ရင်ဒီအစလေးကကိုယ့်အတွက် stability ကိုပေးမဲ့ changes ကြီးမားမားကြီးဖြစ်သွားနိုင်တယ်ပေါ့နော်ထီပေါက်တယ်လို့မျိုးကိုငွေအလုံးအင်းနဲ့ရတဲ့လုပ်ငန်းမျိုးဖြစ်သွားတာဖြစ်နိုင်တယ်Tower က unexpected ကိုပြောတယ်မမျှော်လင့်တာကိုပြောတယ်ဒီမှာမီးရအရန်မီးမိတ်လိုက်လဲတိတ်တော့မမောင်အောင်နော်မိတ်လိုက် The Tower မလေးလက်နဲ့တိုင်းမိပါ The Tower unexpected ကိုပြောတာဘာတွေ unexpected ဖြစ်သွားလဲ7 of Cups မမျှော်လင့်မဲနဲ့ရွေးချယ်စရာလေးတွေအများကြီးပေါ်လာတာမျိုးတော့ဖြစ်နိုင်တယ်တဲ့လာကုန်ကန်ဒီလောက်မှာပေါ်လာတာမျိုးတွေဖြစ်နိုင်တယ်နောက်ဆုံးမှထွက်ကြလာတဲ့ကတ်ဆိုတော့လေ base မှာပါရှိတယ် base မှာ501ဆိုတော့အပြိုင်ဆိုင်လေးသူကလည်းလိုချင်ကိုကလည်းလိုချင်အခွင့်အရေးတစ်ခုကိုအပြိုင်ဆိုင်လိုချင်လို့ကြိုးစားနေကြတာသူများတခါကြီးအပြိုင်ဆိုင်လိုချင်နေတဲ့အခွင့်အရေးတစ်ခုကိုကတက်တက်တာလေးနဲ့ရဖို့အတွက်အကြောင်းဖန်လာတာမျိုးတွေတောင်ဖြစ်နိုင်တယ်ပေါ့နော်ကိုမှာက stability အားကောင်းတဲ့စီးပွားရေးတစ်ခုရွေးချယ်မှုတစ်ခုကရှိပြီးသားတစ်ခုသို့မဟုတ်နှစ်ခုလောက်တော့ရှိမှတဲ့ Ace of Pentacles ရှိမှတွေ့ရဆိုတော့လေရှိပြီးသားအဲ့ဒါကိုမှထပ်ပြီးတော့ဒီ cross လုံးနဲ့ Seven of Cups နဲ့ energy သွားကြိုက်တယ်ရွေးချယ်စရာတွေကထပ်ပြီးတော့မှပေါ်လာတာအဲ့ဒီရွေးချယ်စရာကလည်းသူများတွေအတွက်ကခက်ခက်ခဲနဲ့ကိုအသေးလဲအသေးတန်ကြိုးစားရတဲ့အရာတစ်ခုဖြစ်နေတာကိုယ့်အတွက်ဒါတန်မှန်လေးလိုမျိုးတဘာဝကြကြလေးကိုယ့်စီကိုရောက်လာတဲ့အခွင့်အရေးလေးပေါ့နော်အဲ့တော့သူများတွေတောင်ဒီအရာကိုအဲ့လောက်လိုချင်နေကြတာငါလဲစူးစမ်းရင်ကောင်းမလားငါစူးစမ်းတဲ့နေထင်တယ်စဉ်းစားတဲ့နေထင်တယ်ဆိုပြီးတော့တွေးမိတာမျိုးလေးတွေဖြစ်တဲ့တကယ်မမျှော်လင့်တဲ့ opportunity လေးတွေလည်း January လထဲမှာဖိုင်ဝမ်လေးတွေပေါ်ရတယ်ကိုရောက်လာဖို့ရှိတယ်ပေါ့နော် a lot of choice ကိုလုပ်ရမယ်လားလေ option တွေ choice တွေကြားထဲမှာတော်တော်လေးစဉ်းစားရမယ်အကြက်ရရမယ်ကာလလေးလို့တော့မြင်တယ်ပေါ့နော်ရွေးချယ်စရာတွေကြားထဲမှာစဉ်းစားရွေးချယ်ဆုံးဖြတ်ရမှာမျိုးလေးတော့ရှိတယ်ဒီတော့တွေးသလောက်လေးတော့အကုန်လုံးပြောပြီးသားပါပြီဖိုင်ဝမ်လေးအတွက်လေးတင်လေးကတော့ဒီလောက်ပါပဲစုံတိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဖိုင်ထူးလေးအတွက်ကြည့်မယ်နော်ဒါလေးရွေးထားတဲ့ဖိုင်ထူးလေးတွေအတွက်ကို
စကြည့်မယ်ဒါကဖိုင်ထူးလေးတွေရွေးထားတဲ့ကတ်လေးကင်မရာမှောင်သွားတယ်အဲ့ဆိုနီးလေးတစ်ချက်ပြန်ထွန်းကြည့်လိုက်အကြလည်းအလင်းရမ်းပြန်နေဒီဘက်ကဒါဆိုရမယ်ထင်တယ်ဒီခေရဲ့2026 ဇန်နဝါရီလထဲမှာဒီခေတကတ်ထင်တယ်မပြောသေးခြားကတ်လေးနည်းနည်းထပ်ဆွဲကြည့်လိုက်မယ်ပေါ့နော်ဒီခေကတော့ပျက်စီးဆုံးရှုံးခြင်းလေးကိုပြောတယ်နောက်ထပ်တကတ်နှစ်ကတ်ဆက်ကြည့်လိုက်မယ်ခရီးဆက်2026 ဇန်နဝါရီ root okay နောက်ထပ်နှစ်ကပ်ပဲထည့်ကြည့်တော့မယ် shatter true desolate 2026 ဇန်နဝါရီထဲမှာဟိုတနေ့ကလေကျွန်မ comment လေးတစ်ခုတွေ့လိုက်တယ်ဟာ reader တဲ့အစိုးတွေဖတ်ရမယ်အချိန်မှာနည်းနည်းမဝင်မရဲဖြစ်နေတယ်လို့လေးခံစားရတယ်ဆိုတော့ comment လေးမဝင်မရဲဖြစ်နေတယ်လို့ပြောရင်မှန်မလားတော့မပြောတတ်ဘူးကျွန်မအဲ့လိုအစိုးတွေဆိုပြောချင်ကိုယ်တိုင်ဆိုလို့ရှင်လေသူများအစိုးတွေဟောတာမကြားချင်ဘူးပေါ့နော်အဲ့လိုဆက်နားမထောင်တာမျိုးတော့ရှိတယ် energy down တော့မှဆိုလို့လေအဲ့တော့ကိုယ် reading ကြည့်နေတဲ့သူတွေကိုလည်းအစိုးဆိုတိတ်မပြောချင်တကယ်လို့ပြောဖို့ပြောရမယ်ဆိုရင်လည်းအသက်တာဆုံးအညင်တာဆုံးစကားလုံးကိုရွေးပြီးတော့မှပဲကျွန်မပြောရဲပေါ့နော်အဲ့လိုလေးတော့ရှိရဲဒီနေ့ဒီကတ်လေးတွေတွေ့တော့လဲနည်းနည်းလေးပြောစရာလေးတော့ဖြစ်သွားတယ်အဲ့ဒါပါလဲဆိုတော့ဒီကေးကတော့သူကပျက်စီးဆုံးရှုံးခြင်းလေးကိုပြောတာခရီးဆန်ကလာတီတီလေးပေါ်လာတယ်လာချမ်းလေးနောက်ဆုံးမှဒီမှာအပြည့်ဆိုတဲ့အနေအထားတစ်ခုကိုရောက်လာတယ်အဲ့ကနေတဖြည်းဖြည်းချင်းပြန်ပြီးတော့မေးမိန်ပြောက်ကွယ်သွားတယ်ဒီမှာ root ကအောက်မှာအမြင့်တွေတွဲနေတာအပြင်မှာတော့ဝေဝေဆာဆာလေးလှပနေတာမျိုးပေါ့နော် shatter ရဲ့ trophy ရဲ့ desolate ရဲ့ အထီးကျန်တာမျိုးကိုပြချင်တာလို့မြင်တယ်အပင်တပင်လေးတဲ့တဲကန်နာရတယ်မှာပေါ့နော်ဒါကတော့ယေတနာလေးအဲ့တော့ဒီဖိုင်2မှာကျွန်မခံစားမိတဲ့ energy ကတစ်ခုပဲရှိတယ်ကိုယ့်အတွက်ယေတနာလေးလိုမျိုးကိုအရန်စောင့်ရှောက်ခဲ့ရတယ်ချစ်မြတ်လို့ခဲ့ရတယ်သဘောကျခဲ့ရတယ် something သို့မဟုတ် someone တစုံတစ်ခုသို့မဟုတ်တစုံတစ်ယောက်ရှိမယ်ပေါ့နော်အဲ့လူကကိုယ့်အတွက်နှွေးထွေးတဲ့ဖြစ်တည်မှုလေးအိမ်လို့ခံစားရစေတဲ့သူလေးသူနဲ့ရှိနေရင်နှွေးထွေးတဲ့လုံခြုံတဲ့သူစီမှာဆိုရင်ကိုယ့်အရာအလုံးသူကလက်ခံပေးတယ်လို့ကိုကယုံကြည်ထားတယ်သူနဲ့ဆိုရင်ရန် comfortable ဖြစ်တယ်သူသားလျင်ကိုယ့်အတွက်အနားခွေရခိုးနားရလေးလို့ကိုကတတ်မှတ်ထားတယ်သူ့အတွက်ရှင်ထဲမှာတအားလေးအမြင့်တွယ်နေတာအပြင်မှာထုတ်ပြတာကအလောက်ထိဟုတ်ချင်မှဟုတ်မယ်ရှင်ထဲမှာတော့သူ့အပေါ်မှာ 100% တော့မဟုတ် 200% လောက်ကိုအကြီးကိုသူ့ကိုတအားကိုချစ်နေတာကြီးမားတဲ့မြတ်တာတွေနှဆိုင်မှုတွေရှိနေတာသူနဲ့တေးသေးလေးစခဲ့တယ်အဲ့လောက်ထိအကြီးအမြင့်တွယ်သွားမယ်လို့ကိုကမထင်ခဲ့ဘူးအကြီးချစ်မိသွားလိမ့်မယ်အကြီးရှင်ထဲမှာဒီအကြောင်းအရာသို့မဟုတ်ဒီလူကအဲ့လောက်ထိဆွဲမြဲနေလိမ့်မယ်လို့မသိခဲ့ဘူးပေါ့နော်တဖြည်းဖြည်းနဲ့အရန် complete you make me complete ပေါ့နော်သူကကိုယ့်အတွက်ပြည့်စုံတယ်ကိုကကိုယ့်အတွက်ကိုဟာသူ့အတွက်ပြည့်စုံစေတယ်ဆိုတဲ့ခံစားချက်တစ်ခုထိရောက်လာတယ်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့မှေးမိန်ပြောက်ွယ်သွားတယ်ဒီဟိုဘယ်လိုပြောမလဲ fading ဖြစ်သွားတာပေါ့နော်တဖြည်းဖြည်းနဲ့မှေးမိန်ပပျောက်သွားတယ်အဲ့ချိန်မှာနောက်ဆုံးမှာတော့ကိုရွေးခြင်းတွေဖြစ်စေမရွေးခြင်းတွေဖြစ်စေပျက်စီးဆုံးရှုံးခြင်းဆိုတဲ့အရာတစ်ခုကိုအတွက်အထီးကျန်ဆန်စေတဲ့ရွေးချယ်မှုလေးတစ်ခုသို့မဟုတ်အနာဂတ်လေးတစ်ခုပေါ့နော်အဆုံးသက်လေးတစ်ခုကိုရောက်လာတော့မယ်ဆိုတာမျိုးတွေ့တယ်ဒါကတော့ oracle လေးတွေကိုတွေ့တဲ့အချိန်မှာတွေ့တဲ့ energy တိုင်းပြောလိုက်တာပေါ့နော်တာရော့ကတ်လေးတွေနည်းနည်းဆက်ကြည့်လိုက်မယ်နော်နိုင်တော့ပန်တကယ်ကျကိုတက်တက်ညာညာလေးပဲလုပ်ပါတဲ့ဖြည်းဖြည်းနဲ့မှန်မှန်လေးပဲသွားပါတအားကြီးအလွယ်လင်းလင်းမြန်မြန်အမြန်အဆိုင်ဆုံးဖြတ်လိုက်စရာတော့မလိုနေပါဘူးတဲ့ The Hermit ကလုံးလေးဖြစ်တာအထီးကျန်ဆန်တာပြီးတော့တယောက်တည်းလေးစဉ်းစားတွေးခေါ်ပြန်ပြီး reflect လုပ်ရတာနဲ့ပိုင်1မှာကျွန်မအချစ်တွေ့တယ်ပိုင်2မှာလည်းအချစ်တော့တွေ့တယ်ပိုင်2မှာအချစ်တစ်ခုလည်းတော့မဟုတ်ဘူးသူက Pentacles တို့ Hermit တို့ဆိုတော့လေအများကြီးတော့ဖြစ်နိုင်တယ်ကို
ခုနကပြောခဲ့သလိုပါပဲကိုယ့်အတွက်မျက်နှိုးတန်ဖိုးထားရတဲ့အရာယရနာလေးလိုမျိုးစဉ်းစားခဲ့တဲ့အရာပေါ့နော်နှွေးထွေးမှုလုံခြုံမှုရှိတဲ့အရာသို့မဟုတ်လူတစ်ယောက်ပေါ့နော်အရာသို့မဟုတ်လူတစ်ယောက်ကိုယ့်အတွက်နှွေးထွေးမှုလုံခြုံမှုရှိတဲ့အရာနှွေးထွေးလုံခြုံမှုရှိတဲ့သူကိုယ့်အတွက်အဖိုးတန်တဲ့သူယရနာလေးလိုတန်ဖိုးထားရတဲ့သူသို့မဟုတ်ယရနာလေးလိုတန်ဖိုးထားရတဲ့အရာအဲ့အရာနဲ့ပတ်သက်ပြီးတော့ကိုဆွန့်လွတ်ခြင်းသည်ဖြစ်စေမဆွန့်လွတ်ခြင်းသည်ဖြစ်စေဆွန့်လွတ်ရမယ်အနေဒါတစ်ခုရောက်လာတဲ့အချိန်မှာစဉ်းစားရဲဒီတိုင်းကြီးလက်လွတ်လိုက်ရတော့မှလားဘယ်နေရာစပြီးမှားခဲ့တာလဲဘာကြောင့်ဒီလိုတွေအခြေအနေတွေရောက်ခဲ့တာလဲဆိုတာကိုပြန်စဉ်းစားကြည့်မိတဲ့ခိုက်တန်တွေကိုတွေ့ရဲနိုင်တော့ပန်နေကဖြည်းဖြည်းလေးပဲ action ယူမှာချက်ချင်းတိကနေဒီအရာကိုဆုံးရှုံးခြင်းကိုလက်ခံလိုက်ဖို့မဟုတ်ဘဲနဲ့တေချာစဉ်းစားပြီးမှတကယ်ကိုဖြစ်နိုင်တော့ဘူးဆိုတာတေချာတော့မှဒါကိုကလက်ခံလိုက်တာမျိုးဖြစ်နိုင်တယ်အတွေ့တဲ့ခေါင်းထဲမှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြည်နေတာကိုကသူနဲ့တွေ့ဆုံရခြင်းကဘာကြောင့်လဲကံကြမ္မာတွေလားဝတ်ကြွေးတွေလားငါဘာကြောင့်ဒီလိုဖြစ်ရတာလဲဒါမှမဟုတ်ဒီအရာနဲ့ကိုနဲ့တွေ့ဆုံရခြင်းခွဲခွာရခြင်းဒီအရာကိုလက်လွတ်ရခြင်းအပေါ်မှာဘာကြောင့်ဒီလိုတွေဖြစ်ရတာလဲဒီလိုတွေဘာကြောင့်ကြုံဆုံရတာလဲဒီလိုတွေဘာကြောင့်ဖြစ်ရတာလဲဆိုပြီးတော့စဉ်းစားကံဖွင့်ရတာမျိုးတွေပေါ့နော်ဖြစ်နိုင်တယ်နိုင်တော့ particles ဖြစ်တဲ့အတွက်လေဒီနှစ်ခုပေါင်းလိုက်ရင်နောက်ထပ် energy တစ်ခုထပ်တွေ့တာကတော့ငွေကြေးအလုပ်ကိုင်တဲ့ပတ်သက်ရင် new opportunity လေးတွေရောက်လာတာမျိုးတော့ဖြစ်နိုင်တယ်အဲ့တော့ particles အဲ့လိုစဉ်းစားစရာလေးတွေရှိနေတဲ့ကြားထဲကအလုပ်ကလည်းအရန်ရှုပ်ပဲအားနေတာမဟုတ်ဘူးပေါ့နော်အားမနေတဲ့ကြားထဲကနေပြီးတော့စဉ်းစားနေတာအဲ့တော့ particles ဆိုတော့2026 January မှာ new business လုပ်မဲ့သူတွေအကောင့်ထဲပေါ်ပြမှာမျိုးတွေ့ရပြီးတော့ new beginning စီတွေ့ရ career အလုပ်ကိုင်ငွေကြေးနဲ့ပတ်သက်ရင်ပေါ့နော်အလုပ်တွေအရန်စူးစမ်းနေတာအမှုစိတ်သေးစိတ်ပုံဖော်နေတာကိုလုံးမဲ့အလုပ်နဲ့ပတ်သက်ပြီးတော့အရန်ကို focus ထားတာ attention ပေးတာတွေ့ရ Two of Cups အလုပ်တွေမအားတဲ့ကြားအခြေရေးကိုလည်းခေါင်းထဲမှာတစ်ခါလေးကြာရင်ရောက်လာတယ်ပေါ့နော်တချို့ကျွန်မပြောတဲ့ dealing person ရှိတဲ့သူတို့ကိုယ့်အတွက်အိမ်လို့စဉ်းစားမိတဲ့သူကိုဆုံးရှုံးရတော့မယ်သူတို့တွေအနေနဲ့အရင်ကပျော်ရွှင်ခဲ့တဲ့အချိန်လေးတွေသူကိုယ့်ဘောကောင်းပေးခဲ့တာလေးပြန်တွေးပြီးတော့ဘယ်ကဘယ်လိုဒီအချိန်လေးထိရောက်သွားတာလဲကိုပြန်စဉ်းစားရတာမျိုးပေါ့နော် Two of Cups နဲ့ Hermit နဲ့ Nine of Pentacles ဖြည်းဖြည်းချင်းလေးစီဝေးသွားတာတော့ဖြစ်ပါလိမ့်မယ်အရင်ကြီးနာကျင်ရလောက်အောင်ဝုန်းတိုင်းကြီးပြီးသွားတော့မဟုတ်ပါဒီမှာလဲ Two of Swords ဆိုတော့လေအချိန်ကြီးကြာကြီးပဲမစဉ်းစားမဆုံးဖြတ်နိုင်ဘူးအနည်းဆုံးတော့ကျမထင်တာ January လထဲမှာတော့အဲ့ဒီပျက်စီးဆုံးရှုံးခြင်းလေးကိုလက်ခံလိုက်တာမျိုးတော့မဟုတ်တော့ဘူးဒါဒီလူတို့မဟုတ်အကြောင်းအရာတစ်ခုဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်အဲ့ဒီအရာကိုဆုံးလို့ဖို့အတွက်အဲ့လူကိုဆုံးလို့ဖို့အတွက်က January လထဲမှာတခါလေးတိကနေဆုံးဖြတ်လိုက်တာတော့မဟုတ်ဘူးအနည်းဆုံး2လကနေ6လလောက်ကြာပြီးတော့မှပဲတတိတိနဲ့ပြီးသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ Two of Cups single လေးတွေပေါ့နော်ဒီလင် person လုံးဝမရှိတဲ့သူတွေအတွက်ကတော့2026 January လထဲမှာဖူးစာပန်းနဲ့တွေ့ရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်စစတွေ့ချင်းကတော့ပေါ့ပေါ့ပါပါလေးပဲလို့ထင်ရတယ်ဒီတိုင်းလေးစကားလေးပြောရုံပဲအပြင်းပြေရုံလေးပဲလို့စဉ်းစားရင်စဉ်းစားနေလောက်တယ်ဒါပေမဲ့အချိန်ကြီးကြာလေးသူ့ပေါ်မှာကိုကခင်တွယ်လာလေးချစ်မိလာလေးစိတ်တွေသူ့ကိုအများကြီးပေးမိလာလေးဖြစ်တတ်တယ်ဖြည်းဖြည်းနဲ့သူကကိုယ့်အတွက်တန်ဖိုးရှိတဲ့သူတယောက်အရေးကြီးတဲ့သူတယောက်ကိုဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်မှန်းမသိဖြစ်လာတာမျိုးဖြစ်တတ်တယ်ပေါ့နော်နကတ်ထွက်လာ Devil နဲ့ Six of Cups Devil နဲ့ Six of Cups ဆိုတော့ဖိုင်ထူးလေးတွေအတိတ်ကိုပြန်တွေးတာမျိုးတွေတော့တကယ်ရှိတယ်ပေါ့နော်အတိတ်ကိုပြန်တွေးလိုက်မပျော်လိုက်ဒီအရာကြီးကကိုယ့်ဘဝအတွက်စိတ်နှောက်ယှက်ကြီးပါလေဆိုပြီးတော့တန်ရောစင်ဖြတ်ဖို့ကြိုးစားလိုက်ပြီးကြရင်အလုပ်တွေပဲဖိလုပ်လိုက်ခဏနေဒီအကြောင်းအရာကောင်းတဲ့ကိုရောက်လာလိုက်အဲ့ဒါမျိုးလေးတော့ဖြစ်တတ်တယ် Six of Cups ကသူက nostalgia ပေါ့နော်အတိတ်ကိုပြန်လဲလွမ်းဆွတ်တန်းတာမျိုးပြောတယ် Devil ကကြတော့ကိုယ့်အတွက်ထောက်စစ်ဖြစ်စေတဲ့အရာမျိုးညွှန်ပြတယ်အတိတ်ကအတိတ်ပါပဲအတိတ်မှာပဲထားခဲ့ဖို့လိုအပ်တယ်လို့ပြန်တွေးတယ်
အလုပ်ကိုပြန်ပြီးတော့ focus ထားတယ်တစ်ခါမှပြန်သတိရတယ်အဲ့လောက်တော့ဖြစ်နိုင်တယ်ပေါ့နော် H တွေပြန်လာပတ်သက်တာမျိုးလည်းခံစားမိတယ်အဲ့မျိုးဆိုရင်တော့လက်မခံတာကောင်းတယ် H ကိုလေသိပြီအဆုံးသက်ကောင်းမယ်လို့ကျွန်မမခံစားရဘူးဖိုင်ထူးလေးတွေဇန်နဝါရီ2016ဇန်နဝါရီထဲမှာ H ပြန်လာတာဖြစ်နိုင်တယ်ပြန်လာရင်လက်မခံတာတော့အကောင်းဆုံးပဲသူကြောင့်ကိုမှ stress တွေများရတာ9 of cards ကို base မှာတွေ့တယ် H တွေပြန်လာနိုင်တယ်ဆိုတာတော်တော်သိကြသွားတယ်ဒါတော့လက်ခံတာမခံတာတော့ကိုယ့်ရဲ့အဆုံးဖြတ်ဖြစ်သွားပြီပေါ့နော်များသောအားဖြင့်ကတော့ H တွေကပြန်လာရင်လက်မခံတာကောင်းတယ်ဘာလို့လဲဆိုတော့တစ်ခေါက်အစင်မပြေဖြစ်ခဲ့ပြီးသွားပြီပေါ့နော်တစ်ခေါက်ဘာကြောင့်မပြေခဲ့တာလဲအဲ့ဒီဟာကိုနောက်တစ်ခေါက်ထပ်ဖြစ်ရင်ကြာနောက်တစ်ခေါက်ထပ်ခံစားရတာသိအစင်မပြေဘူးပေါ့နော်ဒါပေမဲ့ဒါကတော့ဖိုင်ထူးလေးတွေကိုယ့်ရဲ့ရွေးချယ်မှုပေါ့မူတည်ပါတယ်ကိုလက်ခံမလားမခံမလားပေါ့နော်ပြန်လာပတ်သက်ကြမှာမျိုးပြန်ပြီးတော့ proposal လာပြီးမှမျိုးတော့တွေ့ရ H တွေအနေနဲ့ကတော့ဒီလင်ပတ်စံရှိရဲသူနဲ့ကသိအစင်မပြေဘူးပြတ်တောက်တော့မှခံစားမိရဲ့သူလေးအတွက်ကတော့ခုနကပြောသလိုပဲအလုပ်တွေဖိလုပ်လိုက်အတူကြောင်းစဉ်းစားလိုက်ဒီအဆင်ပြေတဲ့ဆက်ဆံရေးကိုလွတ်ချရင်ကောင်းမလားပါဆက်လုံးရင်ကောင်းမလဲအဆင်ပြေခဲ့တဲ့အတိတ်တွေပြန်တွေးပြီးတော့အဲ့လိုလေးပြန်ပြီးအလိုက်ဖြစ်အောင်အဆင်ပြေအောင်အရင်တော့လိုပုံစံမျိုးလေးဖြစ်အောင်ဘယ်လိုညှိယူကြမလဲစဉ်းစားတာတို့အဲ့ဒါမျိုးတွေဖြစ်နိုင်နေပေါ့နော်ပြီးတော့နောက်တစ်မျိုးကအခြေရေးနဲ့မသက်ဆိုင်တဲ့သူတွေပေါ့နော်ခုနပြောခဲ့တဲ့အကြောင်းအရာကိုလည်းလွတ်ရမယ့်အကြောင်းအရာအခြေရေးမဟုတ်ဘဲနဲ့လူတစ်ယောက်မဟုတ်ဘဲနဲ့အခြားတစ်ခုခုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကလေဆိုကြပါစို့စီးပွားရေးလုပ်ကိုင်သို့မဟုတ်လူမှုရေးတစ်ခုခုနဲ့ပတ်သက်တာမျိုးဆိုရင်တော့အတိတ်တွေကိုပြန်မတွေးတာအကောင်းဆုံးပဲအတိတ်မှာဘလောက်ပဲကောင်းခဲ့တဲ့အရာဖြစ်ဖြစ်အခုချိန်မှာအဆင်မပြေရင်အဲ့ဒါကိုယ့်အတွက်ထောက်စစ်ပဲပေါ့နော်မစင်စားတာအကောင်းဆုံးပါပဲတဲ့ devil နဲ့ set of cups ဆိုတော့Oh, the Lavale. Okay. The Lavale ဆိုတော့ The Lavale ဆိုတော့ဖိုင်ထူးလေးတွေထဲမှာအဲ့အစင်မပြေတဲ့ဆက်ဆံရေးတွေကတချို့လေးတွေအစင်ပြန်ပြေသွားတာမျိုးတော့ဖြစ်နိုင်တယ်ပေါ့နော်ချက်ချင်းကြီးမဟုတ်ရင်တော့တဟာမင်းမှုနဲ့2လ4လအဲ့လောက်အတော်အတွင်းမှာတော့ပြတ်သွားမဲ့သူလည်းရှိတယ် The Lava energy နဲ့ပြန်အစင်ပြေသွားမဲ့သူလည်းရှိတယ် maybe Okay ဒါဆိုရင်အဲ့လို2မျိုးကြီးမပြောတော့ဘူးတေးသေးချာချာတစ်ခွန်းမှပြောတော့မယ်အဲ့ဒါပါလဲဆိုတော့နှစ်ယောက်ကြားမှာ separation တစ်ခုကတော့လိုကိုလိုအပ်မယ်လို့တော့ကျွန်မမြင်တယ်ပေါ့နော်အဟာမင်းမှုနဲ့တောင်းတဲ့တရားအချိန်ယူတာနင်းနဲ့ငါနဲ့ခဏလောက်အချိန်ယူကြမယ်2လတန်ဒီ6လတန်ဒီအဆက်တည်းမလုပ်ဘဲနေကြမယ်ဆိုတဲ့ပုံစံလေးနဲ့ခဏနေပြီးတော့မှသူ့ကိုလည်းကိုကအဆုံးရှုံးမခံနိုင်ဘူးကိုလည်းသူကအဆုံးရှုံးမခံနိုင်ဘူးတေးကြရင်တေးကြလို့ဆိုပြီးတော့နှစ်ယောက်ပြန်ပြီးတော့တွဲဖြစ်ကြတာအရင်လိုပူပူနွေးနွေးပြန်ချစ်ဖြစ်ကြတာမျိုးဖြစ်နိုင်တယ်တက်လက်ပါပြန်ပြီးချစ်ကြည်ရသွားတာငင်းချမ်းရသွားတာအဆင်ပြေသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်စချစ်ခဲ့တဲ့အချိန်သူ့ကိုစတွေ့ခဲ့တဲ့အချိန်လေးအတိုင်းပဲတယူတရားနဲ့ပြန်ချစ်မိတာမျက်နှိုးမိတာသူကလည်းကိုယ့်ပေါ်မှာပဲအဲ့လိုတယူတရားနဲ့ပြန်ချစ်မိတာပြန်မျက်နှိုးမိတာမျိုးလေးဖြစ်နိုင်တယ်ပေါ့နော် Seven of Swords Ten of Swords Seven of Swords နဲ့ Ten of Swords နဲ့ကတော့အရင် positive မဖြစ်ဘူးလိန်ညာဖုံးကွယ်မှုလေးတွေရှိနေတော့မှဆိုရင်တော့အကြာကြီးအဆင်မပြေနိုင်ဘူးတဲ့ Seven of Swords ကသူကချီတင်ဆိုတဲ့ကံမျိုးတစ္ဆာဖောက်တာလျှို့ဝှက်တာလိန်လဲတာခြံလှက်ထားပြီးတော့အကုန်မပြောပြရမျိုး Ten of Swords ကနာကျင်စွာပြီးဆုံးရခြင်းလေဒီတော့ဖိုင်တူးလေးတွေအကြောင်းအကြောင်းအဆင်မပြေတဲ့အကြောင်းရင်းကတပ်ပါတီမပါခဲ့ဘူးဆိုရင်တော့ the level energy နဲ့ပြန်အဆင်ပြေတာဖြစ်နိုင်တယ်တပ်ပါတီရှိနေတဲ့ saturation တွေဆိုလို့ရှိရင်တော့ဘလောက်ပဲပြန်လဲညှိယူပါစီဘလောက်ပဲခဏတစ်ဖြုတ်လေးပြန်အဆင်ပြေပါစီပြီးကြရင်အဆုံးသက်ကိုရောက်ကြရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်တခါလောက်ရှိမယ်တဖူနောက်ဆုံးကြတော့လေကိုယ့်အတွက်မွန်းကျက်နေတဲ့အနေအထားတစ်ခုကနေစိတ်လွတ်ကိုလွတ်နဲ့ဘောဘောဘာဘာနေလို့ရမယ်အနေအထားတစ်ခုကိုဖိုင်ထူးလေးတွေဖန်တီးဖြစ်သွားတာမျိုးဖြစ်နိုင်တယ်တဖူဆိုတော့လေ
အထီးကျရင်ကြံပါစေဒီစိတ်ရှုပ်ထွေးမှုကြားထဲမှာမနေတော့ဘူးဆိုပြီးတော့ရုံထွက်လာမဲ့သူလေးတွေကိုတွေ့ရတယ်တချို့တွေသူနဲ့ပြက်ပြီးမှခရီးတွေအများကြီးသွားဖြစ်တာနိုင်ငံရခြားပြည်တွင်ခရီးတွေပြောပါသွားဖြစ်တာအလုတ်ကိုင်ဖွင့်လန်းနေပို့ပြီးတော့မှပွင့်လန်းလာတာအောင်မြင်လာတာအဆင်ပြေလာတာအမျိုးလေးတွေတောင်တွေ့တယ်Queen of Pentacles ငွေကြေးတွေတော်တော်အဆင်ပြေလာမယ်လို့ခုနကThe Fool မှာခရီးတွေသွားဖြစ်တာမျိုးကြည်ချင်းအပြင်သိတာတယ်ပေါ့နော် Queen of Pentacles ဆိုတော့ stability အားကောင်းတဲ့ငွေကြေးအင်အားတစ်ခုရရှိလာမယ်အလုပ်တွေအဆင်ပြေလာတာအောင်မြင်လာတာပျော်ရွှင်လာတာမျိုးကိုတွေ့တယ်နောက်ပြီးတော့mature ဖြစ်လာတာပေါ့နော် Queen energy ကရင်းကျက်တယ်ဆိုတဲ့ energy မျိုးအရင်အထက်အများကြီးပို့ပြီးတော့စိတ်ဓာတ်တွေရင်းကျက်လာတာတန်မာလာတာဘယ်အရာကိုမှကိုယ်ပိုင်တယ်လို့မစဉ်းစားထားတာဖြစ်တဲ့အတွက်ဆုံးရှုံးသွားတယ်လို့မခံစားတော့ဘူးပေါ့နော် base မှာ the wall တွေ့ the wall ကတ်နဲ့ဒီဆိုလိတ်ဆိုတဲ့ကတ်နဲ့သွားပြီးတော့ energy ကိုက်တယ်လို့ကျွန်မခံစားမိတယ်ပေါ့နော်တယောက်တည်းဒါပေမဲ့အထီးမကျန်တယောက်တည်းတော့တယောက်တည်းပဲဒါပေမဲ့အထီးမကျန်ကိုကဘာထဲမှာကိုတယောက်တည်းနဲ့လည်းပြည့်စုံအောင်နေတတ်တယ်အဆင်ပြေအောင်နေတတ်တယ်ပိုလှလာတာပိုပြီးတော့ luxury ဆန်တဲ့ပစ္စည်းလေးတွေတုံးတက်လာတာပိုပြီးတော့ရုပ်ထွက်လှလာတာရုပ်ထွက်ကောင်းလာတာမျိုးလေးပေါ့နော်အမျိုးသားတွေဆိုလည်းပြင်းပြင်းစင်စင်နဲ့ပို့ပြီးတော့နေတတ်လာတာဒီဖိုင်ထူးလေးကိုကြည့်နေတဲ့အချိန်မှာအမျိုးသားတွေလည်းပါမှာပဲကိုယ့်အတွက် toxic ဖြစ်နေတဲ့ situation တစ်ခုကနေအနေထားတစ်ခုကနေရုံထွက်လာနိုင်ပြီးတဲ့နောက်မှာပေါ့ပါပါနဲ့ပြန်လဲရှင်းတန်းလာတာလန်းဆန်းလာတာပျော်လာတာမျိုးကိုတွေ့ရတယ်ပေါ့နော် Okay ဖိုင်ထူးလေးတွေအတွက်ကတော့ဒီလောက်လေးတော့အကုန်လုံးပြောသားပါတယ်ဖိုင်ထူးလေးတွေ reading လေးရတော့ဒီလောက်ပါပဲစုံထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဖိုင်ဆွေးလေးအတွက်ကြည့်မယ်ပေါ့နော်ဒါလေးကဖိုင်ဆွေးလေးရွေးထားတဲ့နတ်ဆွေးလေးဒါကတ်လေးโอเคဒါလေးကိုပြီးမှထားလိုက်မယ်ဒါဖိုင်ဆွေးလေးရွေးထားတဲ့ကတ်လေးပေါ့နော်အိုး cosmic chai ဖိုင်ဆွေးလေးတွေထဲမှာ intuition အားကောင်းတဲ့သူလေးတွေပါနိုင်တယ် divine guidance ကိုရထားတဲ့သူလေးတွေပါနိုင်တယ်ပေါ့နော် universe နဲ့တခုခုအဆက်အသွယ်အဆက်ဆံရှိတဲ့သူတွေပါနိုင်တယ်အဆောင်ရှောက်တွေရှိတဲ့သူတွေပါနိုင်တယ် okay hi ဆွေးလေးအတွက်ကတ်လေးတွေနည်းနည်းကြည့်မယ် oracle လေးရင်ကြည့်ရမယ်ဒီကေး through a knowledge oh fly နောက်ဆုံးတစ်ခါတုံးစူးကလေးဖိုင်ဆွေးရဲ့ကတ်လေးတွေကတော်တော်လှတယ် okay ဖိုင်ဆွေးလေးမှာဘာတွေ့လဲဆိုတော့အတော်အသင့်ရင်းကျက်နေတဲ့သူလေးတွေကိုတွေ့တယ်ကိုယ့်ရဲ့ရှိတဲ့အသက်ထက်ပိုပြီးတော့ရင်းကျက်တဲ့သူတွေပေါ့နော်ကိုယ့်အသက်က20ဆိုရင်30လောက်ထိကိုယ့်ရဲ့စိတ်ကရင်းကျက်တာတွေးတတ်တာမျိုး30ဆိုရင်40 50လောက်ထိကိုရင်းကျက်တာတွေးတတ်တာမျိုးတွေ့ရပေါ့နော်ဒီခေတ်ရဲ့ fruit on knowledge ရဲ့ trophy ရပေါ့နော်ဖိုင်ထရီလေးတွေရင်ထဲမှာရှိတဲ့အဲ့ဒီ knowledge အတိတရားကိုယ့်ရဲ့အသိဉာဏ်ပညာပေါ့နော်အဲ့ဒီအရာအရန်ကိုအဖိုးထိုက်တန်နေတဲ့သူများကပျက်စီးစေခြင်းလို့လဲကိုကပျက်စီးမသွားနိုင်ကိုယ့်ရဲ့အုံနောက်ကိုယ့်ရဲ့ brain power ကိုယ့်ရဲ့ knowledge ကလေဒီအသီးလိုပဲအကြီးကြီးပဲအပြင်ကလူတွေမမြင်နိုင်ဘူးဒီမှာ snake ပေါ့နော်မွေရဘေးမှာရှိတယ်ဒီမှာလည်းပျက်စီးစေခြင်းတဲ့သူကိုယ့်ရဲ့ဒီလက်ရှိရှိနေတဲ့တန်မာမှုစိတ်ရဲ့တန်မာမှုစိတ်ရဲ့ knowledge ပေါ့နော်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့အားကြတဲ့သူမနာလိုတဲ့သူတွေလည်းရှိတယ်ကိုယ်ပျက်စီးရပျက်စီးကြောင်းဖြစ်စေခြင်းတဲ့သူတွေလည်းရှိတယ်ဒါပေမဲ့ကိုဟာဘာသာရေးလဲကိုင်းဆိုင်နေပြီးတော့
ယုံကြည်မှုတစ်ခုရှိတယ်ပေါ့နော်ဘဝကိုဘယ်လိုနေထိုင်ရမယ်ဘယ်လိုနေထိုင်ခြင်းနဲ့ဘယ်လိုနေထိုင်နေရတာမှန်ကန်တယ်ဆိုတော့ကိုယ့်ရဲ့စီးစနစ်တွေရှိတယ်အဲ့ဒီຢာဒီမှန်ကန်တဲ့လုပ်ရက်အဲ့ဒီຢာဒီမှားနေတဲ့လုပ်ရက်အဲ့ဒါကိုခွဲခြားသိမြင်နိုင်တဲ့ knowledge တွေရှိနေတယ်ပေါ့နော်ကိုယ်အုံနောက်ထဲမှာကိုယ်ခေါင်းထဲမှာရှိနေတဲ့ဒီအတွေးခေါ်တွေကအရန်ကိုအပိုးထိုက်တယ်ဘယ်သူနဲ့မှမတူ flight ရဲ့3ရဲ့အဲ့လိုမျိုးကိုကအရန်တန်မာတဲ့သူ strong ဖြစ်တဲ့သူ knowledge တွေအားကောင်းနေတဲ့သူဖြစ်တဲ့အတွက်တော်ရုံတန်ရုံကိုလာထိလို့မရဘူးကိုကစူးတွေနဲ့ဝင်းရံထားရဲဆိုတဲ့ပုံစံလေးပေါ့နော်တကယ်တော့ကိုကအရန်အမြဲတမ်းစွာနေတာတော့မဟုတ်ဘူးကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့ aura ကိုကြည့်ရုံနဲ့သူများမထိနိုင်တာမထိရဲတာသူကတော့ဖြင့်အရန်တန်မာတယ်ပေါ့နော် strong ဖြစ်တယ်ပြီးတော့ knowledge တွေလည်းအားကောင်းတယ်လက်လွတ်စပယ်သွားထိလို့မရတဲ့သူဆိုပြီးတော့လူတွေကရှိန်တာမျိုးတို့ဖြစ်နိုင်တယ်ပြီးတော့ flight ကိုတွေ့တယ်ဖိုင်ထွေးလေးတွေထဲမှာလေအဲ့လိုနိုင်ငံရေးချားခဏခဏသွားဖို့တဲ့သူတို့နိုင်ငံရေးချားမသွားဘူးဆိုရင်တော့မှာပဲပေါ့နော်ဒီဇန်နဝါရီလမှာလေရင်ခီးနဲ့သွားရတာမျိုးလေးတွေဖြစ်နိုင်တယ်ပြည်တွင်းလဲလေရင်ခီးတော့ရှိတယ်နော်ဒါပေမဲ့ပြည်ပလို့တော့အများကြီးပို့ပြီးခံစားမိပါတယ်ပြည်ပခီးလေးတွေလေရင်နဲ့သွားရတာမျိုးတွေဖြစ်နိုင်တယ်လေရင်ခီးခဏခဏသွားရတာမျိုးသွားဘူးနေတဲ့သူလေးတွေလည်းပါနိုင်တယ်ပေါ့နော်ကို့မှာရှိတဲ့ knowledge တို့ဒီအသိဉာဏ်ပညာတို့ကတုံတန်ုံလူကလာရှင်လို့မရဘူးကိုယ်ပျက်စီးစေခြင်းလဲပျက်စီးစေခြင်းနဲ့သူပဲမောသွားမယ်ကိုကတော့ဒီတိုင်းပဲဘာမှဖြစ်မသွားဘူးဆိုတာမျိုးလေးပေါ့နော် universe ရဲ့အဆောင်အရှောက်တွေကောင်းချီးတွေကိုရရှိပိုင်ဆိုင်ထားတဲ့သူလေးတွေဖြစ်ပါတယ်တဲ့ဖိုင်ဆွေးလေးတွေက okay ဒီတော့ strong ဖြစ်တဲ့ brain power အားကောင်းတဲ့ knowledge ရှိတဲ့သူလေးတွေလို့တွေ့ရတယ်เนาะဖိုင်ဆွေးလေးတွေအဲ့တော့2026 ဇန်နဝါရီထဲမှာဆိုလို့ရှိရင်တော့ဖိုင်ဆွေးလေးတွေအနေနဲ့က2025ထက်တောင်အများကြီးပို့ပြီးတော့အသိဉာဏ်ပညာတွေအားကောင်းနေမှာမျိုးတွေ့တယ် intuition တွေအားကောင်းနေတာဘယ်သူ့ကိုတော့ဘယ်လောက် percentage ယုံကြည်တဲ့နယ်ဆိုတာကိုသိနေတာပြီးတော့သုံးဖို့လေကျွန်မခံစားမိတဲ့ energy နောက်တစ်ခုကဘာလဲဆိုတော့ boundary ထားတတ်တာမျိုးလို့မြင်တယ်ကိုတေချာ boundary ထားတယ်စီးကြော်မခံဘူးပေါ့နော်အဲ့ခါကျတော့ကိုယ်လက်လွတ်စပယ်လူတွေကမဆက်ဆံရဲဘူးလက်လွတ်စပယ်စီးမကြော်ရဲဘူးကိုယ်အပြည့်အဝ respect ပေးပြီးတော့မှပဲဆက်ဆံရဲတယ်ပေါ့နော်သူများနဲ့ဆိုရင်အရန်နိုင်ယူတတ်တဲ့သူတို့ respect မရှိအဲ့လိုသူများကိုမလေးစားတဲ့သူဆိုရင်တော့မှပဲကိုယ်တော့အဲ့လိုမလုပ်ရဲဘူးပေါ့နော် respect တစ်ခုနဲ့ဆက်ဆံတာမျိုးတွေဖြစ်တတ်တယ် okay ထားတော့မှ empress ကိုတွေ့တယ်အဲဒါကြောင့်အရန်စွာရဲဆိုတဲ့ energy မျိုးကိုကျွန်မအစောတည်းကမခံစားရဘူးဖိုင်3မှာလေကိုပုံစံလေးနဲ့ပဲကိုနေတာပဲ empress ကသူကစွာနေတာလည်းမဟုတ်ဘူးလိုက်ကြည့်နေတာလိုက်ချောင်းနေတာမျိုးမဟုတ်ဘူးအနောက်ကလိုက်တာမျိုးလည်းမဟုတ်ဘူးပေါ့နော် love ရဲ့ money ရဲ့ abundance ရဲ့ energy ရှိတဲ့ empress မှာလေ knowledge လည်းရှိတယ်ပေါ့နော် empress က agree ဆိုတဲ့ energy ဖြစ်တဲ့အတွက်ကို energy နဲ့ကိုတည်ငြိမ်နေအေးဆေးတယ်ပေါ့နော် stable ဖြစ်တယ်အဲ့ဒါကိုပဲလူတွေကရှိနေတာပြီးတော့အမြဲတမ်းစကားတွေအများကြီးပြောနေတဲ့ energy မျိုးကိုကျွန်မမတွေ့ဘူးဖိုင်ထွေးလေးတွေ2026 ဇန်နဝါရီထဲမှာတော်တော်လေးတည်တည်ငြိမ်ငြိမ်အေးဆေးဆေးနေပြမဲ့သူတွေကိုတွေ့တယ်အဲ့လိုတည်တည်ငြိမ်ငြိမ်အေးဆေးဆေးနေရင်းနဲ့တင်ကိုလူတွေကကိုယ်ရှိန်နေကြတာပေါ့နော်ကိုယ့်ရဲ့ဒီအလားပကိုယ့်ရဲ့အပြောဆိုကိုယ့်ရဲ့နေပုံထိုင်ပုံကိုယ့်ရဲ့အဉာဏ်ပညာကိုလေးစားကြတာထင်ကြီးကြတာအားကြကြတာမျိုးခံရလိမ့်မယ်ဘယ်အရာမှကိုကအနောက်ကလိုက်နေတာမဟုတ်ဘဲနဲ့အလိုလို attract လုပ်မိနေတာမျိုးဖြစ်လိမ့်မယ်ပေါ့နော်ကိုလိုချင်တာကabundance energy ငွေကြေးဆိုလို့ရှိရင်လည်းအဲ့ဒီအရာကိုကမှန်ကန်စွာနဲ့ attract လုပ်ယူနေတာမျိုးကိုတွေ့ရတယ်အချစ်ဆိုရင်လည်းမှန်ကန်စွာနဲ့ attract လုပ်ယူနေတယ်နောက်က beauty ပေါ့နော်အလှပတရားကိုယ့်ရဲ့ဒီ physical mental အဲ့ဒီအလှတရားတွေကိုလည်း attract လုပ်ယူနေတာမျိုးကိုတွေ့ရတယ်ပေါ့နော် empress ဖြစ်တဲ့အတွက် major ကလည်းဖြစ်တယ် major မှာမှ empress ဖြစ်တဲ့အတွက် love money abundance beauty အဲ့သုံးခုလုံးပြည့်စုံနေမဲ့ဇန်နဝါရီလလေးကိုတွေ့ရတယ်ပေါ့နော်ဖိုင်ဆွေးလေးအတွက်အိုးကတ်ဒီအောက်ကိုပြုတ်ကြတယ်3 of Pentacles ကိုနဲ့ပူးပေါင်းပြီးတော့အလုပ်လုပ်ရတဲ့သူတွေကိုနဲ့ cooperate လုပ်ရတဲ့သူတွေကိုနဲ့အတူတူအလုပ်လုပ်ရတဲ့သူတွေကျောင်းတက်နေတဲ့သူတွေဆိုလို့ရှိရင်စာတူတူကြက်ရတဲ့သူတွေပါလေပေါ့နော်အဲ့ဒီ college တွေက appreciate ဖြစ်တယ်ကိုရှိနေကြအောင်သူတို့ကဝမ်းသာတယ်ကိုရဲ့ဒီ hard working ပေါ့နော်စူးစမ်းတဲ့ပုံစံကိုကြည့်ပြီးတော့ကိုရဲ့ဉာဏ်ပညာကြောင့် knowledge ကြောင့်ဖြစ်စေအလုပ်တွေကပိုလွယ်ကူတာအရှိရောက်တာကြောင့်ပိုကျေးဇူးတင်ကြတာ
ချစ်ကြတာခင်ကြတာမျိုးတွေ့ရတယ်ပေါ့နော်သူများနဲ့ collaboration လုပ်တဲ့အလုပ်တွေကြီးကျယ်အောင်မြင်တတ်တဲ့ဇန်နဝါရီလမှာ freelancer လေးတွေပေါ့နော်ကိုက freelance အလုပ်လုပ်တာတော့အဓိကတော့လေ collaboration အလုပ်တွေအောင်မြင်တတ်တယ်လို့ပြောချင်တာကိုက company တစ်ခုထဲမှာပဲလုပ်တာသူများ department နဲ့ကို department နဲ့ပူးပေါင်းလုပ်ဆောင်ရတဲ့အလုပ်မျိုးတို့အဲ့လိုပူးပေါင်းလုပ်ရတဲ့အလုပ်တွေမှာအောင်မြင်နိုင်တယ်ပေါ့နော်သူများကကိုအဲ့လိုတစ်ခုခုလာပြီးတော့ဒါလေးလုပ်ပေးပါoffer လာပေးတာမျိုးပေါ့နော်အဲ့လိုကိုနဲ့ပေါင်းလုပ်ချင်တဲ့အလုပ်မျိုးအကျိုးတူလုပ်ရတဲ့အလုပ်မျိုးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ဇန်နဝါရီလထဲမှာအကြီးကျယ်အကျိုးပေးတယ်အောင်မြင်နိုင်တယ်ဆိုတာကိုတွေ့ရတယ်ကိုကိုလာပြီးတော့အလုပ်လာအပ်တဲ့သူတွေကကိုရဲ့ဒီ result ကိုသူတို့က satisfy ဖြစ်တယ်ကိုပေးလိုက်တဲ့ဒီဘာခေါ်မလဲ output တစ်ခုကို outcome တစ်ခုကိုသူတို့ကsatisfy ဖြစ်တယ်ပေါ့နော်ကိုရဲ့လုံလဝေးရကိုရဲ့စူးစမ်းအားထုတ်မှုကိုရဲ့ effort ကိုသူတို့က appreciate ဖြစ်တယ်ဆိုတာလေးတွေ့ရတယ်နော် Oh true or cups partnership တွေကံကောင်းတယ်ဘယ်သူနဲ့ပဲအလုပ်တွဲလုပ်ပါစေအဲ့အလုပ်လုပ်တဲ့သူကကိုယ့်ပေါ်မှာခင်သွားတာမျိုးနောက်တစ်ခါလဲကိုယ်နဲ့တွဲလုပ်ချင်တာမျိုးပေါ့နော်ဒါကကုမ္ပဏီလုပ်ပဲလုပ်ကိုယ်ပိုင်အလုပ်ပဲလုပ်အတူတူပဲเนาะဘာအလုပ်ပဲလုပ်ကိုယ်နဲ့တွဲလုံးမိတဲ့သူကကိုယ်သဘောကျသွားတယ်နှစ်သက်သွားခင်သွားတာပေါ့နော်ဒီနေရာမှာယောက်ျားနဲ့မိန်းမဖြစ်နေတယ်ကျွန်မတခုလေးသတိပေးချင်တာလေတချို့အဲ့လိုအလုပ်လုပ်ရတယ်ခင်သွားတယ်အလုပ်လုပ်လို့ကောင်းလို့စကားပြောလို့ကောင်းလို့သဘောကျတယ်ဆိုလို့ရှိရင်လေတစ်ဖက်ကလူကကိုယ်နဲ့ opposite gender ဆန့်ကျင်ဘက် gender ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်လည်းတတိထားဖို့လိုအပ်တယ်ပေါ့နော်လုပ်ငန်းခွင်ဆက်ဆံရေးအခြေရေးတွေပါဖြစ်လာနိုင်တယ်အဲ့ဒါတစ်ဖက်ကလွတ်လပ်ဆိုကိစ္စမရှိဘူး तू ကတိတ်မလွတ်လပ်ဘူးဆိုရင်အလကားနေကိုပြောကြဖြစ်မယ်ပေါ့နော်အဲ့ဒါမျိုးလေးတော့နည်းနည်းဆင်ခြင်ဖို့လိုအပ်တယ်တချို့လူတွေကအလုပ်လုပ်ရတာအဆင်ပြေလို့ရှိရင်လေအလုပ်ထဲမှာစကားပြောအဆင်ပြေရနဲ့ပဲပြင်မှာလဲဖွန်ချောင်လို့ရတယ်လို့ထင်နေတဲ့လူတွေရှိတတ်တယ်အဲ့လိုလူတွေကိုတော့တတိထားရမယ်ပေါ့နော်ဖွန်ချောင်လို့မရဘူးဆိုတာတစ်ခါလေးပြထားရမယ်အဲ့ဒါဖိုင်ထရီလေးကယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်เนาะအကုန်လုံးကိုပြောပြတာเนาะ main ကလေးဖြစ်ပြီးတော့ပြောချင်တာဖိုင်ထရီလေးကယောက်ျားလေးပေါ့တစ်ဖက်ကကိုနဲ့လုံးရတဲ့သူက main ကလေးပေါ့သူမှလည်းမလွတ်မလပ်နဲ့ကြီးစားလို့အိမ်တောင်လို့ရှိပါရဲ့နဲ့ကိုကိုလာပြီးဘေရောဘီလှုပ်ချင်တာဘာညာဆိုရင်အဲ့အမျိုးဆိုလက်မခံနဲ့ကောင်းနေတဲ့ကန်တွေအကုန်ပိတ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုပြောချင်တာဖိုင်ထရီလေးကဆိုကြပါစို့ main ကလေးပေါ့တစ်ဖက်ကယောက်ျားလေးဆိုလို့ရှိရင်လည်းခုနကပြောသလိုအလုပ်လုပ်ရတာအဆင်ပြေရတဲ့ပဲကိုလာပြီးဖွန်ချောင်လို့ရမယ်ထင်နေတယ်ဆိုလို့ရှိရင်အဲ့မျိုးလုံးဝအလုပ်မခံနဲ့ဒီမှာ boundary ထားဖို့လိုအပ်တယ်3ဆိုတာကိုပြထားတယ်ကိုကဘာဆိုတာကိုပြထားဖို့လိုအပ်တယ်ကိုမှစူးတွေရှိတယ်အလုပ်အတွက်သာသဘောကောင်းတာကျန်တဲ့နေရာမှာသဘောမကောင်းနိုင်ဘူးဖွန်ချောင်ခြင်းလို့ကြောင်လို့မရဘူးဆိုတော့စီးတစ်ခု boundary တစ်ခုကိုထားဖို့လိုအပ်လိမ့်မယ်ပေါ့နော် Five of Pentacles Five of Pentacles သူကငုံပြီးတော့ပတ်စံနေရှာနေတယ် Five of Pentacles ကပုံမှန်ကတော့သူကငွေကြီးနဲ့ပတ်သက်ရင်နည်းနည်းလေးစိတ်ပူရတယ်ဆိုတဲ့ကံမျိုးဒါပေမဲ့ဒီ energy မှာကတော့လေအဲ့လိုစိတ်ပူရတယ်လို့တော့မမြင်တော့ဘူးဘာလို့လဲဆိုတော့ရှေ့မှာ Three of Pentacles ဒီမှာ Empress က abundance energy ဖြစ်တဲ့အတွက်လေငွေကိုစူးစမ်းပန်းစားနဲ့ရှာနေတာတပြားတစ်ချက်မှကိုလွတ်မသွားချင်တာကိုရတဲ့ project က1000တန်ပဲဖြစ်ဖြစ်1000တန်ပဲဖြစ်ဖြစ်3သိန်းတန်ပဲဖြစ်ဖြစ်အဲ့ဒီဟာကိုလက်မလွတ်စတဲ့ကိုကဖမ်းဆုပ်ထားတာမျိုးဖြစ်နိုင်တယ်ဟိုလာပေးတဲ့ offer တိတိဖြစ်ဖြစ်ကြီးဖြစ်ဖြစ်ကိုကစူးစမ်းပန်းစားနဲ့ရှာတယ်ပေါ့နော်စူးစမ်းပန်းစားနဲ့အလုပ်လုပ်တယ်ပတ်စံရတာနဲလို့ပတ်စံရတာများလို့ဆိုပြီးတော့ကြီးများနေမှာမျိုးမဟုတ်ဘူးဘလောက်ပဲရစူးစမ်းပန်းစားနဲ့အတကုံ try နဲ့စူးစမ်းတဲ့အလုပ်လုပ်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော် fine tree လေးတွေတစ်ချက်တစ်ပြားအစားကိုက effort ထုတ်တယ် Ace of Pentacles အလောက်ကအခွင့်အလမ်းအသစ်တွေအများကြီးရောက်လာနိုင်တယ်ဇန်နဝါရီလထဲမှာ Ace of Pentacles က Pentacle မှာ S တောင်ပါတယ် S လေးမြင်ရလားမသိအဲ့လိုလေးအဲ့တော့အခွင့်အလမ်းအသစ်တွေအများကြီးရလာနိုင်တယ် project အသစ် offer အသစ်တွေအများကြီးပဲကိုယ်စီဝင်လာနိုင်တယ်ယာရူးတိုးလာစာတိုးမဲ့သူတွေလည်းတွေ့တယ်ပြီးတော့department ပြောင်းတာတို့ဒီ department မှာပဲကိုကယာရူးတိုးတာတို့အဲ့ဒါမျိုးတွေပေါ့နော်အလုပ်အသစ်ပြောင်းမဲ့သူတွေလည်းဖြစ်နိုင်တယ် new beginning ငွေကြီးအလုပ်နဲ့ပတ်သက်ရင် new beginning တွေဝင်ဖို့ရှိတယ်ပေါ့နော်Oh King of Cups
King of Cups ကတော့အချစ်ကိုတော့ရည်ညွှန်းတာပဲသူက compassion based love ပေါ့နော်ဂရုဏာအပြည့်စာနာမှုအပြည့်နဲ့ချစ်တဲ့သူတယောက်တော့ဖိုင်3လေးတွေဘဝထဲမှာရှိနေနိုင်တယ်ချစ်သူရှိတဲ့သူဆိုရင်တော့လက်ရှိချစ်သူကကိုယ့်ပေါ်မှာလုံးဝကိုစာနာမှုအပြည့်အကျဉ်းနာဂရုဏာအပြည့်နဲ့ချစ်နေတာမျိုး single လေးဆိုရင်တော့ကိုယ့်ရဲ့ empress energy ကိုကျွေးနေတဲ့တရားရောက်တော့ရှိနေပြီပေါ့နော်ဖိုင်3လေးရတကယ်လို့အမျိုးသားတရားဖြစ်ခဲ့မှဆိုလဲကိုယ်မှရှိတဲ့ဒီ empress energy ကိုသဘောကျရဲကျွေးနေတဲ့အမျိုးသမီးရှိတာမျိုးပေါ့နော် LGBT လေးတွေအတွက်ကတော့ကိုယ်နဲ့ကိုက်ညီတယ်လို့ယူလို့ရတယ်နော်ဆိုလိုချင်တာကိုယ့်ရဲ့ energy ကိုယ့်ရဲ့ vibe ကိုယ့်ရဲ့ aura လေးကိုသဘောကျလို့ offer လာပေးချင်နေတာကိုယ့်ကိုချစ်ချင်နေတာအဲ့လိုတစုံတစ်ယောက်တော့ရှိနေပြီအနေငယ်ရှက်တတ်တဲ့တစုံတစ်ယောက်ဖြစ်နိုင်တယ် King of Cups ဆိုတော့Queen of Swords ဒါပေမဲ့ဖိုင်3လေးတွေသူ့ကိုမကြိုက်ဘူးတဲ့မကြိုက်ဘူးသူကတော့ကိုယ့်ကိုလာကြိုက်နေပြီကိုကသူ့ကိုမကြိုက်ဘူးအဲ့တော့အဆင့်တက်ခွင့်နေပါလိမ့်မပေးဘူးဒီလူကတော့ဒီမလွတ်မလပ် energy မခံစားရတဲ့လူပြိုလူလွတ်ပဲဖြစ်နိုင်တယ်မိန်းကလေးဆိုလည်းအပြိုပဲဖြစ်နိုင်တယ်ပေါ့နော်လူလွတ်ပဲဖြစ်နိုင်တယ်ဒီလေ person တစုံတစ်ယောက်ရှိနေတာမျိုးတော့မဟုတ်ဘူးသူကကိုယ်ကိုလာပြီးတော့စိတ်ဝင်စားတဲ့ပုံစံပြရဲ crash တယ်ကိုကတော့မကြိုက်ပါဘူးဖြတ်ထည့်လိုက်မှာဘာကြောင့်လဲတော့မသိဘူးဖိုင်လေးလေးသူ့ကိုလက်မခံဘူးမကြိုက်မကြိုက်တာတော့မကြိုက်တာပဲပေါ့နော်ဘာကြောင့်လဲတော့ရှိမယ်မထင်ပါဘူးလူတယောက်ကြိုက်ရင်လည်း reason တွေကတိတ်မလိုအပ်ဘူးမကြိုက်ဘူးဆိုလည်း reason တွေကတော့တိတ်တော့မလိုအပ်ဘူးကန်လောက်ကြည့်မယ် The Sun ဒီတိုင်းလေးကိုယ့်ဘဝလေးကိုပြောတယ် enjoy ပဲလုပ်ချင်တယ်ဗီတာမင်အပြည့်နဲ့လန်းဆန်းမှုအပြည့်နဲ့ကိုယ့်ရဲ့အလင်းရောင်အချိန်ဝါတွေကဖြာထွက်နေတာမျိုး The Sun energy ကအရန်ကောင်းတယ်လူကြားထဲမှာထင်းနေတာတို့အပြည့်ဝဥဆောင်နိုင်တာပြီးတော့မန်လေးတစ်ခုရှိတယ်ငါလုံနိုင်တယ်ငါဖြစ်ထွန်းအောင်မြင်နိုင်တယ်ငါတေချာဘောက်ကိုလုံနိုင်တယ်လိုချင်တာမှန်သမျှမရရအောင်ဖန်တီးနိုင်တဲ့အရာယူနိုင်တဲ့ power လေးတစ်ခုငါမှရှိတယ်လို့ confidence အပြည့်နဲ့တောက်ပပြီးတော့လှပနေတာချောမောနေတာမျိုးဖိုင်ဆွေးလေးတွေနော် The Sun energy လေးနဲ့ January လကိုဖြတ်တန်းဖြစ်လိမ့်မယ်The Lover အဲ့တော့ကိုမကြိုက်တဲ့သူရောကိုကြိုက်တဲ့သူရောကိုလာကြိုက်တာမျိုးတော့ဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့အခြေစိတ်ဝင်စားတဲ့သူဆိုရင်တော့ဒီကတ်ကိုကြော်ပြီးကြည့်လို့ရတယ်အခြေစိတ်ဝင်စားသေးတယ်ကိုက single လည်းဖြစ်တယ်အချစ်ကိုလည်းopen ဖြစ်တယ်ပေါ့နော်အချစ်ဝင်လာရင်လည်းလက်ခံချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ King of Cups energy နဲ့ကိုမကြိုက်ပေမဲ့ကိုလာကြိုက်တဲ့သူလည်းရှိတယ်ကိုလည်းကြိုက်သူလည်းကြိုက်အဲ့လိုမျိုး love offer တခု love opportunity တခုဘဝထဲကိုဝင်လာတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါလည်းပါဖြစ်တဲ့အတွက်လေအဲ့လူကတော့ကိုယ့်ရဲ့ beauty တို့ကိုယ့်ရဲ့ဉာဏ်ပညာတို့သဘောကျတယ်ကိုယ့်ရဲ့ energy လေးကိုသဘောကျတယ်ပေါ့နော်သူနဲ့ကိုယ်နဲ့တိတ်ဘွားတွေကရေစက်တွေရှိခဲ့ကြတယ်စစတွေ့ခြင်းတွေက attract ဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးပေါ့နော်တကယ်လို့များတီးပြီးသားလူဖြစ်ခဲ့မယ်ဆိုရင်တော့ဒီ January လထဲမှာပို့ပြီးတော့ထူးထူးခြားခြားသူ့ကိုက attractive ဖြစ်တယ်လို့ခံစားရတာမျိုးဖြစ်နိုင်တယ်ချစ်သူတွေဖြစ်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော် Okay နောက်တစ်ခါပဲကြည့်ရမယ် The Star တဲ့ The Star ဆိုတော့ beast မှာက 10 of wands 10 of wands နဲ့ The Star ဆိုတော့ Pine 3လေးတွေထဲမှာလေ The Lover energy နဲ့ချစ်သူတရားရောက်ကိုရွေးချယ်လိုက်မဲ့သူတွေလည်းပါတယ်ချစ်သူမရှိသေးတဲ့ single လေးတွေဆိုရင်ပေါ့နော်တချို့ single လေးတွေကြတော့လေချစ်သူတွေပါတယ်မရွေးချယ်ဘူးဒီ The Sun energy နဲ့တောက်ပရတာပဲကြိုက်တယ်တစုံတစ်ယောက်ကိုကိုယ့်ဘဝလေးလက်မခံချင်သေးဘူးဆိုတဲ့သူတွေကတော့ The Star energy နဲ့ကိုဘတ်တာမီဖြစ်အောင်ပို့ပြီးတော့ဖြည့်တင်းတာမျိုးဖြည့်စည်းတာမျိုးပေါ့နော်ကိုအလိုရှိတဲ့အရာတွေကိုအကုန်လုံးရနိုင်ပြီဆိုတဲ့အနေအထားတစ်ခုရောက်တဲ့အထိစက်ကြိုးစားသွားချင်တာအထက်တော့ဘယ်လောက်ပဲပြင်ပန်းခုနက Five of Pentacles မှာတွေ့ခဲ့တယ်လို့မျိုးပေါ့နော်ကိုရတဲ့ offer ကတစ်ချက်တန်ပဲဖြစ်ဖြစ်တစ်ထောင်တန်ပဲဖြစ်ဖြစ်အဲ့ဒီဟာကိုမဖိတ်မစင်ရအောင်တေးသေးလေးရအစလက်လွတ်မခံမဲနဲ့အရန်ကြိုးစားတာ effort ထုတ်တာအားထည့်တာကြိုးစားတာမျိုးပေါ့နော်လက်လွတ်မခံတာမျိုး The Star energy နဲ့ရလာသမျှဒီကိုယ့်အတွက် blessing လို့စဉ်းစားတာမျိုးဒီဆိုကြပါစို့အရန်စိတ်ရှုပ်စရာကောင်းတဲ့ project မျိုးပေါ့နော် customer အရန်ကြီးများတာတို့စကားတွေအရန်များတာတို့ကိုယ့်အတွက်မပြောချင်လဲပြောရတာအဲ့လိုမျိုးတွေဖြစ်နေခဲ့ရင်တောင်မှပဲလုံးစရာရှိတာက blessing ပဲလို့စဉ်းစားပြီးတော့စူးစမ်းနေတာမျိုးပေါ့နော် The Star energy ကတော့လေ
ဖိုင်ချွေးလေးတွေကဒီဇန်နဝါရီလထဲမှာဘာပဲလာသမျှဒီ blessing လို့စဉ်းစားထားတယ် energy ကောင်းနေတာမျိုးကိုတွေ့ရတယ်ပေါ့နော်ထမ်းတော့ပင်ပန်းနေရင်တော့အဲ့ဒီပင်ပန်းခြင်းဒီ blessing ကိုမှရှိတဲ့ဉာဏ်ပညာပေါ့နော်ဒါဒီပညာရွှေအိုးလူမခိုးလို့ပြောလို့ရတာပေါ့ဘလောက်ပဲပျက်စီးစေခြင်းတဲ့သူတွေရှိနေပါစေဒီ knowledge တစ်ခုနဲ့ရက်တည်နေလို့ရတာကိုယ့်ရဲ့ brain power intellectual power အဲ့ဒါနဲ့ပတ်သက်ပြီးတော့ proud ဖြစ်တဲ့ energy ကောင်းတယ်ပင်ပန်းနေရင်တော့ပင်ပန်းရတာဒီ blessing ဘာလို့လဲဆိုတော့ပင်ပန်းပြီးရင်အဲ့ဒီကပြန်ရတဲ့အကျိုးအမြတ်ကကိုယ့်အတွက်စိတ်ကျေနပ်မှုအပြည့်အဝအရစီတာမျိုးမို့လို့ဒါလည်းပင်ပန်းတာလည်းပဲ blessing လို့စဉ်းစားထားတယ်ပေါ့နော်ဇန်နဝါရီလထဲမှာ the star ဖြစ်တဲ့အတွက်လေ divinely guidance တို့ divine timing ကိုညွှန်ပြတယ် the star ကတော်တော်လေးကိုကျေပြန့်တယ်ဆူတောင်းနေပြည့်တယ်ကိုယ်ပြေဝ healing ဖြစ်စေတယ်ကိုယ့်ရဲ့ကောင်းမွန်တဲ့ energy လေး vibration လေးကြောင့် universe စီကနေကောင်းမွန်တဲ့ကံတရားတွေကိုလက်ခံရရှိရဆိုတဲ့ကံမျိုးပေါ့နော်ကိုယ်တိုင်က energy ကောင်းနေတဲ့အတွက်ကတ်တွေလည်းအကောင်းတွေပဲထွက်လာတာအရင်မထူဆန်းဘူးဖိုင်ထွေးလေးတွေကတော်တော်ကို energy ကောင်းတယ်နိုင်ငံခြားခရီးသွားတာဖြစ်နိုင်တယ် flight ကတော့ပြည်တွင်း flight တွေလည်းစဉ်းစားမိတာဖြစ်တဲ့အတွက်လေပြည်တွင်းခရီးလည်းဖြစ်တာတော့ဖြစ်နိုင်တယ် flight နဲ့ခရီးသွားတာမျိုးလေးတွေဖြစ်နိုင်တယ်ပေါ့နော်ဇန်နဝါရီလထဲမှာ tower တွေဘာတွေမကြတာဖြစ်တဲ့အတွက်လေ unexpected trip လို့တော့ကျွန်မမထင်ဘူးကိုမျှော်လင့်ထားပြီးသားခရီးလေးတွေသွားဖြစ်တာတို့အရွှေ့ပြောင်းလေးတွေလုပ်ဖြစ်တာမျိုးတို့ဖြစ်နိုင်တယ်ပေါ့နော် the star ဖြစ်တဲ့အတွက်ကောင်းတယ်ဇန်နဝါရီလထဲမှာကိုယ့်အတွက်ခရီးသွားခြင်းတည်လည်းကောင်းတယ်အပြောင်းလဲလေးတွေလည်းကောင်းတယ်โอเคတွေ့သလောက်လေးတော့အကုန်လုံးပြောသွားတယ်ဖိုင်ထရီလေးတွေအတွက်ဒီနေ့ရတော့ဒီလောက်ပါပဲဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်